안녕하세요, 여러분. My Korean Archive입니다. 디덕하가로 topic အတွက်ပြင်ဆင်နေတဲ့ကျောင်းသားတွေအတွက်ပေါ့နော် topic AK ရဲ့နံပါတ်25ကနေ29အထိမှာပါမယ်အားလုံးပေါင်း3ပုဒ်ပါမယ်ရှင်မွန်ကိစာချေမှုသတင်းဆောင်ပါခေါင်းစဉ်သတင်းစာခေါင်းစဉ်နေနဲ့ပတ်သက်တဲ့vocab လေးတွေကိုရှင်းပြပေးသွားပါမယ်နော်ဒီစကားလုံးတွေကကြတော့သူကဓာတ်ရိုက်အဓိပ္ပာယ်နဲ့သုံးတဲ့အခါလည်းရှိတယ်တင်စားတဲ့အဓိပ္ပာယ်နဲ့သုံးတဲ့အခါတွေလည်းရှိတယ်ပေါ့တချို့ဟာတွေဆိုလို့ရှိရင်ဒီမှာတာရကအဖြစ်열풍ဆိုလို့ရှိရင်အဓိပ္ပာယ်ကတော့뜨거운 바람လေပူကြီးကိုပြောတာ 뜨거운 바람တိုက်ခတ်နေတဲ့လေကပူတယ်ပေါ့ဒါပေမဲ့တကယ်သုံးကျင်တဲ့အဓိပ္ပာယ်ကကြတော့ 인기가 많다လူကြိုက်များနေတယ်တအားလူတွေကြားထဲမှာတကောင်ဟော့ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး열가 한자နဲ့ဆိုလို့ရှိရင်열가အပူဆိုတာရဲ့ဥစ္စာဖုံးကကြတော့တန်ကာတို့ဘာတို့ကိုပြောတယ်ဆုံးဖုံးကြီးတို့ဘာတို့ကိုပြောတဲ့တဲ့ကလေကိုပြောတာဆိုတော့열풍ဆိုတော့뜨거운 바람ဒါပေမဲ့တကယ်အဓိပ္ပာယ်က인기가 많다ဆိုတဲ့အဓိပ္ပာယ်ဒီဥစ္စာက recipe စာအုပ်ရဲ့သူ့ရဲ့အဖြေစာအုပ်နဲ့ vocab စာအုပ်အပါလေးရဲ့စာမျက်နှာ33မှာ여러분တို့တွေ့နိုင်တယ်ပေါ့နော်ဒီလိုဟာမျိုးလေးတွေရှိတယ်ဆိုတော့စကားလုံးတစ်လုံးရှိတိုင်းသူကတိုက်ရိုက်အဓိပ္ပာယ်နဲ့သုံးတာမဟုတ်ဘူးတင်စားအဓိပ္ပာယ်လည်းပါတယ်ဆိုတော့အခုဒီမှာ열풍ကနေပြီးတော့시선을 끌다ဆိုတာအထီးက 인기 နဲ့ပတ်သက်တဲ့အကုန်လုံးလူကြိုက်များတယ် popular တအားဖြစ်နေတယ်ဆိုတဲ့အသုံးတွေအကြောင်းပဲပြောမှာပေါ့နော်열풍 뜨거운 바람ဒီမှာဆိုလေ열기လည်းအတူတူပဲအဓိပ္ပာယ်ကသူ့ကိုအသုံးကတော့열기가 뜨겁다ဆိုပြီးတော့သုံးတယ်열기가လည်းဒီညမှာ뜨거운 인기ဆိုတဲ့အဓိပ္ပာယ်မျိုးဒီက key ကခုနက 인기가 လာတဲ့ပုံစံမျိုး 뜨거운 인기 열기ပဲဖြစ်ဖြစ်열풍ပဲဖြစ်ဖြစ်တအားလူကြိုက်များနေတယ်ဆိုတဲ့ပုံစံမျိုးနောက်တစ်ခုက 인기몰이အဓိပ္ပာယ်က 인기를 끄는 일 모리가 몰다가 쑥용라디 ဆိုတဲ့အဓိပ္ပာယ် 몰리다 ဆိုလို့ရှိရင်တော့စုဝေးသည်ပေါ့사람이 몰려왔어요 လူတွေအကုန်ပြုံပြီးတော့လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး 인기몰이가 ဒီ 몰다 ကို noun လုပ်ထားတာအဓိပ္ပာယ်ကတော့ 인기 끄는 일ဒီမှာကလည်း 끌다가 ဆွဲဆောင်သည်ဆိုတာရဲ့အဓိပ္ပာယ်ကနေလာတာသူကလာသက်ပြုတ်သွားရခြင်းကလာသက်ရဲ့ 불규칙 မမှန်ပြောင်းလဲမှုဖြစ်လို့အနောက်မှာနာပါစပါလို့ 끄는 일ဆိုပြီးတော့ 인기몰이 ဆိုရင်တကောင်ကလူကြိုက်များစရာကိစ္စတစ်ခုဖြစ်နေတယ်ဒါဆိုရင်သတင်းစာကောင်းစဉ်မှာသူတို့က product အသစ်တစ်ခုထုတ်လုပ်လိုက်တယ်တကောင်ကတော့ inki-muri နဲ့ဆုံးထားမယ်ဒါဆိုဒီကောင်ကတအားလူကြိုက်များနေတယ် popular ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုက inki 폭발 inki가 많다ပဲ 폭발ကကြတော့အဓိပ္ပာယ်ကထောကြီးတာဆိုတဲ့အဓိပ္ပာယ်မျိုးပေါက်ထွက်သွားသည်ဆိုတဲ့ဥစ္စာ 폭발하다ဘုံပေါက်တာတို့ဘာလို့ဆိုရင် 폭탄이 터지다 ဘာညာသုံးလို့ရတယ် 폭탄ကဘုံကိုပြောတာ 폭탄이 터지다 폭탄 မဟုတ်ဘဲနဲ့သူကဒီမှာ폭죽ဆိုလို့ရှိရင်여러분ဖြောက်အိုးဖောက်တာကိုပြောတာကြယ်မီးပန်းလေးတွေဖောက်တာလဲ폭죽သုံးလို့ရတယ်မွေးနေ့တွေပါဒီမှာဖောင်းဆိုပြီးတော့ဖောက်လိုက်တဲ့ဥစ္စာလေးတွေလဲ폭죽ပဲ폭탄ကဘုံကိုပြောတာဒါလေးတွေပါလေးတွေပောက်သွားသည်ဆိုလို့ရှိရင်터지다ကတော့순수 한국말ပေါ့နော်터지다가 한국말 ဆိုရင်폭발가 한자ပုံစံနဲ့သုံးတယ်ပေါက်ထွက်သွားတာကိုပြောတာ 인기 폭발 ဆိုတော့ပေါက်ထွက်မတက်ကိုတအားနာမည်ကြီးနေတဲ့ဒါကိုကြိုက်တဲ့လူတွေတအားများနေတယ် 인기가 많다 ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကဒီအောက်မှာ각광မှာရှိတဲ့ခွန်ကဟန်ဂျာဘယ်ကောင်ရဲ့ဟန်ဂျာလဲဆိုတော့ beat ဆိုတဲ့အလင်းရောင်ဆိုတာရဲ့ဟန်ဂျာကိုပြောတာ각광ကဒီကောင်ကမီးမောင်းထိုးပြတယ်ဆိုတဲ့အဓိပ္ပာယ်사회적 관심이나 흥미 society ရဲ့စိတ်ဝင်စားမှုဒါမှမဟုတ်흥미ကဒါနဲ့ပတ်သက်တဲ့စိတ်လှုပ်ရှားမှုဒါနဲ့ပတ်သက်ပြီးလူတွေကတအားစိတ်ဝင်စားရှိနေကြတယ်ဒါကတအားလူကြိုက်များနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပဲပြောတာ각광ကကြတော့ဘယ်ပုံစံလဲဆိုတော့ကဲ stage ပေါ်မှာဥပမာလူ3ယောက်ရှိမယ်ဒီအလေကလူကိုပဲမီးမောင်းထိုးပြထားတယ်ဒီမှာ spotlight ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမီးပေါင်းထိုးပြထားတယ်각광ဆိုတော့ဒါကိုပဲမြင်စေခြင်းနေဆိုတော့ဒီထဲမှာမီးလင်းနေတဲ့သူကပဲလူကြိုက်များနေတဲ့ inki가 많다 ဆိုတဲ့အဓိပ္ပာယ်မီးမောင်းထိုးပြတယ်각광ဒီတလုံးပဲ noun အနေနဲ့ပဲသုံးတယ်ဒီမှာရှိတဲ့ခွန်က beat ဆိုတဲ့အလင်းရောင်ကိုပြောတာနောက်တစ်ခုအောက်မှာကယူမြုံးဆက်ယူမြုံးဟာတာက여러분သိပြီးသားနာမည်ကြီးတာကိုပြောတာယူမြုံးဟာတာအခုဒီမှာယူမြုံးဟာတာနဲ့နည်းနည်းလေးရောတက်တဲ့ဥစ္စာလေးကပါလဲဆိုတော့ဒီမှာယူဟင်းဟာတာယူမြုံးဟာတာ인기가 많다သုံးတယ် 인기가 좋다သုံးတယ် 인기가 있다 လူကြိုက်များတာသုံးတယ်အခုဒီမှာ유행하다가ကြတော့ဖြစ်စားတာကိုပြောတာ trend ဖြစ်တာကိုပြောတာအခုနောက်ပိုင်း
ဒီသပင်ပုံစံခေတ်စားတယ်ဒီအင်ကြီးပုံစံခေတ်စားနေတယ်လူတိုင်းဒါကိုပဲသုံးကြတယ်ဆိုတဲ့ပုံစံမျိုးရဲ့ trend ယူမြုံဟာသားကကြတော့ famous ဖြစ်တာနာမည်ကြီးတာဒီနာမည်ကြီးတာကကြတော့သူကကောင်းတဲ့နဲ့ကြီးချင်းကြီးမယ်မကောင်းတဲ့နဲ့ကြီးချင်းကြီးမယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီရက်ပိုင်းမှာသူတအားနာမည်ကြီးနေတယ်ဒီကိစ္စကတအားနာမည်ကြီးနေတယ်ဆိုတဲ့ပုံစံမျိုးအင်ကြီးကမန်သားချွတ်သားကကြတော့ popular ဖြစ်တာကိုပြောတာလူကြီးလူငယ်ကြားမှမရွေသူ့ကိုတအားကြိုက်ကြတယ်ဆိုတဲ့ပုံစံမျိုးဒီသုံးခုလေးကရောတက်လို့ဆိုတော့ယူဟင်းကခေတ်စားတယ်ယူမြုံဟာသားကနာမည်ကြီးတယ်အင်ကြီးကမန်သားချွတ်သားအီတာကကြတော့တအား popular ဖြစ်နေတာကိုပြောတာဒီသုံးခုလေးကရောတက်လို့အခုဒီမှာယူမြုံဆဲကကြတော့ခေတ်စားနေတယ်နာမည် sorry ယူမြုံဟာသားနာမည်ကြီးတာကိုပြောတာယူမြုံဆဲခေတ်စားနေတဲ့နာမည်ကြီးနေတဲ့အခြေအနေရှိတယ်ယူမြုံခဲကြီးတာနာမည်ကြီးသွားတယ်ခွန်ဟင်းကကြတော့ရုပ်ရှင်ပြဇက် drama ဂီတပြတေးဂီတဖျော်ဖြေပွဲ bla bla ဒီလိုဥစ္စာတွေကို entertain လုပ်တာပြသသည်ဆိုတဲ့အတိတ်ပဲယုံဝါခွန်ဟင်းသုံးတယ်ယုံဝါစံယုံဟာတာပြသသည်ဆိုတဲ့ဥစ္စာနဲ့သုံးတယ်စံယုံပြသခြင်းပေါ့ဒီခွန်ဟင်းကကြတော့ဘယ်လိုဖြစ်မလဲဆိုတော့လူတိုင်းကဒါကိုပဲပြနေတယ်ဥပမာဆိုရင်တို့ဒီမှာရုပ်ရှင်အသစ်တစ်ခုဒီနာမည်ကြီးနေတဲ့ဝိထုကနေပြီးတော့ဒီဝိထုကိုရုပ်ရှင်ပြန်ရိုက်တယ်အခုဒီဥစ္စာကဟွန်းဟင်းဒါပဲပြသနေတယ်ရုံဟွားကွန်းရုပ်ရှင်ရုံတိုင်းမှာဒီကောင်ကိုပဲပြနေတယ်သူဒါနာမည်ကြီးနေတယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့သုံးတာအောက်မှာကဖုတ်ကျူကလည်းအာဂျူမန်သားဆိုတဲ့အတိတ်ပဲသူကဂျူမွန်ဖုတ်ကျူဆိုလို့ရှိရင် order တွေတအားတက်နေတယ်ဒီအရှိမနောင်တစ်ခုခုပါမယ်ဒီဥစ္စာဖုတ်ကျူဆိုလို့ရှိရင်ဒါနဲ့ပတ်သက်တဲ့ဥစ္စာတအားပေါက်ထွက်မတက်များနေတယ်ဆိုတဲ့အတိတ်ပဲမျိုးနောက်မှာကအောက်မှာကဂျွန်ဆုံရှိတယ်ကခေတ်ကာလအခြေအနေကိုပြောတာ여러분ခေတ်ကိုပြောတာဂျွန်ဆုံဆိုတော့သူ့ရဲ့ prime ကာလနာမည်အကြီးဆုံးအကျော်ကြားဆုံးချွဲကိုအင်ကြီးလူကြိုက်အများဆုံးဖြစ်နေတဲ့အမြင့်ဆုံးအကျော်ကြားဆုံးကာလကိုပြောတာ prime ကာလဂျွန်ဆုံရှိတယ်သူ့ရဲ့အကျော်ကြားဆုံးလူကြိုက်အများဆုံးဖြစ်နေတဲ့ကာလဆိုတဲ့အတိတ်ပဲနောက်တစ်ခုကဒီအောက်မှာဆုံးစုကြီးကခွန်ကွန်းကြီး숙소အင်ကြီးတဲ့ခွန်ကွန်းကြီးခရီးထွက်တဲ့ဒေသရဲ့숙소တဲကူရမယ့်နေရာမှာလူကြိုက်များနေတယ်တကောင်ကတို့မြန်မာလိုနဲ့ဆိုလို့ရှိရင်ဆုံးစုကြီးကခရီးသွားရာသီဆိုတဲ့ပုံစံမျိုးဒီအချိန်မှာခရီးသွားရာသီဖြစ်တဲ့အတွက်ခရီးထွက်တဲ့ဒေသမှာရှိတဲ့တဲခိုစရာနေရာတွေအကုန်လုံးလူပြည့်နေတယ်တအားလူတွေများနေတယ်ဆိုတဲ့အတိတ်ပဲသူ့ရဲ့စန့်ကျင်ဘက်ကဆုံးစုကြီးခရီးသွားရာသီမဟုတ်တာရဲ့စန့်ကျင်ဘက်ကဖီးစုကြီးခီးသွားရသည်မဟုတ်ဘူးဥမာမိုးတွင်းတို့ဘာလို့ခရီးသွားတယ်လို့သိမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးfocus လေးတွေကရောပုံ recording လေးကြည့်တဲ့အခါတခါတည်းဒီစာအုပ်ရှိတဲ့လူကစာအုပ်ကိုချပြီးတော့စာအုပ်ထဲမှာ like မှန်မဟုတ်လို့ရှိရင်ကိုယ့်ဘာသာကိုအပြင်မှာမှတ်တဲ့လူကအခုဒီမှာပြောနေတဲ့ဥစ္စာခြားထဲမှာနားချိန်မပေးတော့ဘူးเนาะတခါတည်းကြည့်နေတဲ့ဥစ္စာလေးကိုရက်ပြီးတော့ကိုယ့်ဘာကိုအပြင်မှာတခါတည်း like မှတ်ရောတော့ချအခုဒီမှာနောက်တစ်လုံးကစားရိုးจับတာကတခြားအဓိပ္ပာယ်တစ်ခုဆိုလို့ရှိရင်တလိษံတို့ပါလို့ဆိုရင်အရှင်ဖန်းနေဆိုတဲ့အဓိပ္ပာယ်ဥပမာ토끼를စားရိုးจับတာယုံလေးကိုအရှင်ဖန်းတယ်토끼를 생포하다ဆိုတဲ့အဓိပ္ပာယ်လေးသုံးနေရောဘုံဒါလည်းအတူတူပဲအရှင်ဖန်းနေဆိုတဲ့အဓိပ္ပာယ်ယုံကိုအရှင်ဖန်းနေဆိုတဲ့အဓိပ္ပာယ်တခြားအဓိပ္ပာယ်ကတင်စားအဓိပ္ပာယ်ကကြတော့မောင်မီဟန်ကိုစဲဘူလီကေဟာတာဒီစိတ်ကိုတနေရာထဲမှာစုပုံနေအောင်လုပ်တယ်တနည်းအားဖြင့်လူတွေရဲ့စိတ်ကိုအရှင်ဖန်းထားတယ်ပေါ့လူတွေအကုန်လုံးဒီနေရာကိုပဲအာယုံရအောင်လုပ်ထားတယ်သူကဘာနဲ့သွားတူမှလဲဆိုတော့ဒီအောက်ကရှီဆောင်းနဲ့កើတာအမြင်အာယုံတွေကိုဆွဲခေါ်တယ်ဆွဲဆောင်တယ်ခွန်ရှင်းမកើတာနဲ့အတူတူပဲခုနကဒီအပေါ်မှာအင်ကြီးတွေကနေအီမှာပြောခဲ့ဘူးတယ်កើတာကဆွဲတာဆွဲခေါ်တာဆွဲဆောင်တာပြောတာဆိုတော့အမြင်ရှီဆောင်းကအမြင်ကိုပြောတာလူတွေရဲ့အမြင်အာယုံကိုဆွဲဆောင်ထားတယ်လူတွေရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်တယ်ဆွဲခေါ်တယ်စားရိုးจับတာဒီလူတွေကိုဒီနေရာမှာပဲအာယုံရောက်နေအောင်လုပ်ထားတယ်ဒီလူတွေရဲ့အာယုံကိုဖန်ဆားထားတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့အခုဒီမှာပြောခဲ့ရောဖုန်းကနေစပြီးတော့ရှီဆောင်းနဲ့ပြောတာအထိကအင်ကြီးကမန်တာလူကြိုက်များတယ်ဆိုတဲ့အဓိပ္ပာယ်တအားစိတ်ဝင်စားမှုရနေတယ်ဆိုတော့သတင်းစာခေါင်းစဉ်တွေထဲမှာရောဘုံတို့ကအခုဒီမှာအရှိမဘာဖြစ်နေပါတယ်ဘလာဘလာပြောပြီးတော့ဒီကောင်ရောဖုန်းရောကီပါပဲပါဒီကောင်ကတအားလူကြိုက်များနေတယ်တအားနာမည်ကြီးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားမှာပြီးတော့သူ့ရဲ့အောက်မှာကနောက်တစ်ခုကလူနဲ့ပတ်သက်တဲ့ဥစ္စာတွေကိုပြောမယ်ဒီကောင်က inpa 수많은 사람 인파가 말해ဆိုတော့여러분 인가ကြတော့ 한자ဖြစ်တဲ့ 인간ဆိုတာကနေလာတယ်လူသား파가 파도
파도가 flying ကိုပြောတာ여러분 다른 말로 물결이라고 해요. အဲ့တော့ဒီကောင်ကအလွယ်မှတ်မယ်ဆိုရင်လူ flying ပေါ့လူတွေတအားများတယ် 수많은 사람. ဆိုတော့여러분 in파 ကိုဒီလိုနှလုံးခွဲမှတ်ရင် vocab နှလုံးမှတ်ပြီးသားလည်းဖြစ်မယ် in파 ကိုမှတ်ရတာလည်းလွယ်သွားမယ်. in파 수많은 사람 사람이 너무 많다. အခုနောက်တစ်လုံးကဒီမှာ 북새통이라는 말이에요. သူ့ရဲ့ဖြီးပြီးတော့ပြောမယ့်အဓိပ္ပာယ်ကတော့ 많은 사람이 시끄럽게 모여 있는 상황. များပြားလှစွာသောလူတွေအများကြီးက 시끄럽게 수수ညံ့ညံ့နဲ့ 모여 있는 상황. 모여 있다. 모이다ကနေလာတဲ့စုဝေးတဲ့လူတွေအများကြီးဆူညံ့ညံ့နဲ့စုဝေးနေတဲ့အခြေအနေမျိုးလူတွေအများကြီးလဲစုပြုံနေတဲ့အားလုံးချွတ်စီနဲ့စကားတွေပြောနေကြတယ်တခုနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲဆူညံ့ဖြစ်နေတယ်ဆိုတဲ့အတိတ်ပဲဖုကဆဲထုံလူတွေအများကြီးအဲ့လိုကြွဖြစ်နေကြတယ်ဆိုတဲ့အတိတ်ပဲဆိုတော့ तू ကဒီမှာအရှိမအခြေအနေကိစ္စတစ်ခုခုပဲဖြစ်ဖြစ်သူတို့တစ်ခုခုကိုကြော်ညာလိုက်တယ်ပေါ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီနေရာကိုပြန်လေပြင်ဆင်မယ်လို့ကြော်ညာလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့사람들이 북새통ဆိုဒါနဲ့ပတ်သက်ပြီးတော့တုံ့ပြန်မှုတွေတအားပြင်းထန်နေတယ်반응이 아주 많다ဆိုတဲ့အဓိပ္ပာယ်မျိုးသုံးလို့ရပြီ반응이 많다ပေါ့တုံ့ပြန်မှုတွေတအားများနေလူတွေကတိတ်ဆိတ်ကလေးငြိမ်နေပြီးတာမဟုတ်ဘူးတအား북새통အကုန်လုံးကြွနဲ့ဖြစ်နေကြတယ်အခုဒီမှာရှိတဲ့ book ကပေါ့နော်ဒီအောက်မှာရှိတဲ့ 북적 대다 ဆိုတဲ့ပုံတစ်မျိုး 북적 대다가 많아지다တအားများလာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်တဲ့တနည်းအားဖြင့်분비다ကတော့여러분စီကားတာမျိုးကိုပြောတာလူစီကားတယ်လူများတယ်ဆိုတော့ तू ကဒီမှာ북적 대다လည်းအဲ့လိုပဲလူတွေများတယ်စီကားတယ်ဆိုတော့ဒီက book ကလာတဲ့ book နဲ့အတူတူပဲဖြစ်လိမ့်မယ်ဟန်ဂျာနဲ့ဆိုလို့ရှိရင်ဆိုတော့ကိုရီးယားစာလည်းသင်တယ်တရုတ်စာလည်းသင်ထားတယ်တရုတ်ရဲ့ဟန်ဂျာတွေပါသိလို့ရှိရင်ကိုရီးယားစာလုံးတွေကိုဖတ်တဲ့အခါတပန်းတာတာပေါ့နော်ဆိုတော့အခုကဟန်ဂျာမသိတော့သွားရှာပြီးတော့တရုတ်စာလုံးကိုတိုက်ကြည့်မှာတရုတ်စာကအတူတူပဲလားဆိုတော့သူတူရင်တူတယ်ဆိုတဲ့ပုံစံမျိုးပေါ့အခုဒီမှာ 북적 대다 많아지다 분비다 လူများတယ်စီကားတယ် 북새통ကပုံစံနဲ့လူတွေအကုန်လုံးဆူညံ့ပွဲလို့ရိုက်နေကြတယ်ဆိုတဲ့အခြေအနေမျိုးအောက်က 성업가 자로 장사가 잘 됨. 누가 성업가 자로 시바이တစ်ခုတည်းအဆင်ပြေတာကိုပြောတာမဟုတ်ဘူးဒီ 성가 성공하다 ဆိုတဲ့ပုံစံမျိုး 성공하다 အောင်မြင်တယ် 업가 사업과 학업과 အတူတူသုံးပါတယ်여러분. 성업하다 ဆိုလို့ရှိရင်သူကဒီမှာ 학업이나 사업을 이루는 거 이루다 အကောင့်ထဲပေါ်တာအောင်မြင်သွားတယ်ပေါ့ဒီ 업가 자로 ဒီမှာ 한자 နဲ့ဆိုရင် 학업 ကျောင်းလုပ်ငန်းစဉ်ကျောင်းစာ 사업 အလုပ်လုပ်တဲ့အပြင်လုပ်ငန်းမှာ 이루다 성공하다 အောင်မြင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတယ်ဆိုတော့ဒီမှာ 성업 ဆိုလို့ရှိရင်ဒီအရှိမပါတဲ့အခြေအနေအကြောင်းအရာက 성업 ဆိုလို့ရှိရင်ဒီကောင်ကအောင်မြင်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒါမဲ့ 성업의 선진በትလို့ပြောတာတဲ့여러분 실업 ဆိုတဲ့စကားလုံးရှိတယ် 실업ကကြတော့သူကအလုံးမရတာအလုံးလက်မဲ့ဆိုတဲ့အခြေအနေမျိုးရှိတယ်실업ဒီကရှေးကကြတော့ခုနက성공의 선진በት 실패하다의 시ဖြစ်သွားမှာပေါ့실패 플러스 사업ပေါ့ဒီလုပ်ငန်းအခြေအနေအဆင်မပြေဘူးဖြစ်တယ်အလုံးမရဘူးဖြစ်တယ်ပါညာဆိုတဲ့ဥစ္စာမျိုးရှေးတော့ကကြတော့သူကဟန်ဂျာမတူတဲ့တခြားအဓိပ္ပာယ်ရှိသေးတယ်ဒီရှေးဆိုတဲ့ဥစ္စာကိုတွေ့ရင်여러분ရှေးဖဲကရှေးလဲဖြစ်နိုင်တဲ့နောက်တစ်ခုရှေးကျဲအခုလက်ရှိဖြစ်နေတယ်ဆိုတဲ့ဥစ္စာလည်းရှိနိုင်တယ်ဆိုတော့ shirop ဆိုရင်ဘာလဲဆိုတော့ရှေးကျဲအမှုဆိုတဲ့အဓိပ္ပာယ်လေးလည်းရှိတယ်ဆိုတော့စကားလုံးတစ်လုံးကိုတွေ့တာနဲ့သူ့ရဲ့ဟန်ဂျာအဓိပ္ပာယ်ဘယ်နှမျိုးရှိတယ်ဆိုတာလေးကိုပါထည့်စဉ်းစားရမှာပေါ့နော်ဆိုတော့ဒီစာကြောင်းထဲမှာဒါကိုဘယ်လိုနေရာမှာသုံးထားလဲဆိုတော့စာကြောင်းအခြေအနေကိုလိုက်ပြီးတော့ကိုကရှေးဖဲရဲ့ရှေးလို့ဘာသာပြန်မှာလားရှေးကျဲရဲ့ရှေးလို့ဘာသာပြန်မှာလားဆိုတာလေးတွေနည်းနည်းလိုက်ပြီးတော့စာကြောင်းအခြေအနေရတော့ဘာသာပြန်ရတာမျိုးရှိတယ်ပေါ့တစ်လုံးနဲ့တစ်သမတ်ထဲမှတ်ထားလို့မရအောင်အခုဒီမှာဆိုရင်ပဲ share off ဆိုရင်ပဲ share ကျက် of မှုတကယ်လက်တွေ့လှုပ်ဆောင်တဲ့အလုပ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ် share off ကလုပ်ငန်းဆုံးရှုံးရတယ်အစင်မပြေဖြစ်တယ်အလုပ်မရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလည်းရှိတယ်အခုဒီမှာကတော့ song off ကကြတော့များသောအားဖြင့်သူကဒီမှာတကယ်အဓိပ္ပာယ်ကတော့ 하거비나 사업이 잘 되다 ဆိုတဲ့အဓိပ္ပာယ်ပေါ့ကျောင်းလုပ်ငန်းစဉ်အလုပ်နေတဲ့လုပ်ငန်းစဉ်တွေဂျာရီတွေ့တာအီရူတာတကောင်ကိုအောင်မြင်သွားတယ်ဒါပေမဲ့သူကသတင်းစာခေါင်းစဉ်မှာဆိုဘာနဲ့သုံးပါလဲဆိုတော့ချောင်းစားကဂျာရီတွေ့အယောင်းအဝယ်အဆင်ပြေနေတယ်ဆိုရင်ဒီအရှိမှာရောင်းနေတဲ့ချောင်းစား하는 사람들이သူတို့လုပ်ငန်းက song up ဆိုရင်ရောင်းအားကောင်းနေတယ်သူတို့အားလုံးအဆင်ပြေနေကြတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါနောက်တစ်ခုမူလီတာကခုနကပြောတဲ့စုပြုံလာတာကိုပြောတာ여러 사람이 한꺼번에 모이다လူအများကြီး 한꺼번에တစ်ကြိမ်နဲ့တစ်ခါတည်းမှာ 모이다 စုဝေးလာတယ် 몰려들다နဲ့တူတူပဲ여러 사람이 한꺼번에 들어오다အကုန်လုံးစုပြုံလာတယ်ဥပမာဆိုလို့ရှိရင်
백화점 공다이디 바리마 DPC 세차비로 쪼냐 라이다네 커스터머리 어공론 손님들이 몰려들다 어공론 수병라다래 세차의 아이템 외부 어드레스 소리 본데 몰리다 몰려들다နောက်တစ်ခုကအောက်မှာ 넘치다가 现在နေတာကိုပြောတာကြော်လွန်နေပေါ့사람이 넘치다ဆိုရင် तू ကညီမျှချင်းနဲ့ဒီမှာအာကျုံမန်ထားဆိုတဲ့အဓိပ္ပာယ်တအားများတယ်ဆိုတာကိုပြောတာ 넘치다 ကလူပဲဖြစ်ဖြစ်ရေပဲဖြစ်ဖြစ်ပတ်စံပဲဖြစ်အာနာနဲ့돈이 넘쳐လိုတာထက်ပိုနေတယ်တအားရှံနေတယ်ဆိုတဲ့အဓိပ္ပာယ် 넘치다 북적대다가ခုနကပြောတယ် 북적대다 많아지다များလာတယ် 붐비다 시가래 ဆိုတဲ့အဓိပ္ပာယ် 북적대다의 ဆန့်ကျင်ဘက် 여러분은 စာအုပ်ပဲဖတ်ဘာပဲဖြစ်ဖြစ် तू ကဒီမှာမြားကိုအရှိအနောက်ဒီလိုမျိုးလေးပေးထားတယ်ဒါကောင်ကဆန့်ကျင်ဘက်ကိုပြောတာဆိုတဲ့အဓိပ္ပာယ် 북적대다 많다의 ဆန့်ကျင်ဘက် 한산하다 တနည်းအားဖြင့် तू ကလူကြီးတိတ်တယ်လူနဲတယ်တိတ်တိတ်ဆိတ်ဆိတ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဥပမာ 바쁘다고 여러분 သိတယ်အလုပ်များတယ် 바쁘다의 ဆန့်ကျင်ဘက် 한가하다အားတဲ့အဲ့ဒီမှာရှိတဲ့ 한가 한자နဲ့ဆိုအတူတူပဲဖြစ်တယ် 한산하다 လူကြီးတိတ်တယ် 한가하다အားတဲ့အားအားလက်လက်ရှိတယ်뻣뻣빠빠ပဲအလုပ်များမနေဘူးအေးအေးလူလူရှိတယ်ဆိုတဲ့ပုံစံမျိုး 한가하다 한산하다 သူကဒီမှာက사람လူနဲ့ပတ်သက်တဲ့ဥစ္စာ in ဖာဆိုရင်လူလှိုင်းကြီးပေါ့ income ဖာတို့လူတွေတအားများတယ်ဆိုတဲ့ပုံစံမျိုးဒါမျိုးလေးတွေနဲ့သုံးပါတယ်자နောက်တစ်မျက်နှာမှာကနောက်ဘေးမှာကကြတော့ 신기록 신기록ဆိုတာမှတ်တမ်းအသစ်ကိုပြောတာ 기존보다 새로운 기록대 기존과 너고 몰라 original 너고 ရှိပြီးသား ဥစ္စာကို ပြောတာ 기존과 이미 되어 있는 것 너고 ရှိပြီးသား ဥစ္စာ 이미 존재하거나 전부터 있어 온 것 너고 그래가 존재하다 ရှိပြီးသား ဥစ္စာ 다마모 전부터 호인 그래가 ရှိလာတဲ့ ဥစ္စာ 기존과 너고 ရှိပြီးသား ဥစ္စာ ဆိုရင်ဒီမှာ example ပြထားတာ 기존 건물 ဆိုရင် 너고 ရှိပြီးသား အဆောက်အအုံ 너고 ရှိပြီးသား အဆောက်အအုံပဲအပေါ်ကနေနောက်ထပ်တစ်ဆင့်ထပ်တက်တယ်ဒါမှမဟုတ်အပြင်ပန်းကိုပြင်လိုက်တယ်လို့ပါတော့ 기존 제도 ဆိုရင် 너고 ရှိပြီးသား စနစ်တစ်ခုဆိုတဲ့အဓိပ္ပာယ်ပုံစံမျိုးဆိုတော့ 신기록 ဆိုလို့ရှိရင် 기존 너고 ရှိပြီးသား ဥစ္စာထက်တစ်လွင်နဲ့မှတ်တမ်းပေါ့ 기록 က record ကိုပြောတာဆိုတော့စကားလုံးတော်တော်များများရဲ့အရှိမရှင်းဆိုတာပါလာရင်အသစ်ကိုပြောတာဥပမာဆိုရင် 신형 ဆိုရင်ပုံစံအသစ် 이형 က 유형 ဆိုတဲ့ဥစ္စာကနေလာတယ်ပုံစံအသစ်ကိုပြောတာဥပမာ 신제품 신상품အတူတူပဲ product အသစ်ကုန်ပစ္စည်းအသစ်ကိုပြောတာ 신기록 မှတ်တမ်းအသစ်ပေါ့နောက်တစ်ခုကကြတော့အောက်မှာက 역대 최고 역사상 최고 최고의 ဆန့်ကျင်ဘက်ကတော့ 최저 အနိမ့်ဆုံးနဲ့ 최고 ကတော့အမြင့်ဆုံးအကောင်းဆုံးကိုပြောတာ 역대가 ကြတော့အခုဒီမှာတမိုင်းတစ်လျှောက်ရှိခဲ့တဲ့နေမှာပေါ့ 역사상 နဲ့အတူတူပဲ 역사상 ကတော့တမိုင်းမှာဖော်ပြထားတဲ့အကြောင်းအရာအချက်ဆိုတဲ့အဓိပ္ပာယ် 역사상 ကိုဘယ်လိုခေါ်လဲဆိုတော့ 역사에 나타나는 바တမိုင်းမှာဖော်ပြထားတဲ့အချက်အလက် 역사상 အခုဒီမှာ 역대가 ကြတော့တမိုင်းတစ်လျှောက်ရှိခဲ့တဲ့ခေတ်အဆက်ဆက်ကိုပြောတာ 역대가 이어내려온 여러대 ဒီမှာရှိရင် 역가 ခုနက 역사 တမိုင်းမှာရှိခဲ့တဲ့ 대가 여러분 시대가နေလာတယ် ခေတ်ဆိုတဲ့ဥစ္စာခုနကပြောတယ် 시대ခုနကပြောခဲ့တဲ့ 전성시대 ဆိုရင် သူ့ရဲ့အကောင်းဆုံးအချိန်ကာလနာမည်အကြီးဆုံးအကျော်ကြားဆုံးအတောက်ပဆုံးအချိန်ကာလဆိုတဲ့ဥစ္စာကိုပြောတယ် 전성시대 အခုဒီမှာရှိတဲ့ 시대 대가လေ 시대 ဆိုတဲ့ခေတ်ကနေလာတယ် 역대 ဆိုတော့ 이어내려온 여러대 အခုအချိန်ဒီဆင်းသက်လာသမျှထဲမှာဆိုတဲ့အချိန်ကာလကိုပြောတာ 지난대 ပြီးခဲ့တဲ့ကာလတွေပေါ့ဆိုတော့ 역대 최고가 ကြတော့ဒီရှိခဲ့တဲ့ကာလတွေထဲမှာအကောင်းဆုံးဆိုရင်အခုခေတ်လူငယ်တွေဆိုလို့ရှိရင်여러분ကို idol ရဲ့music video ပဲဖြစ်ဖြစ်အကပဲဖြစ်ဖြစ်ထွက်တယ်။အိုး 역대급이야 급ကအခုချိန်ထိရှိခဲ့တဲ့မျှထဲမှာအဆင့်အမြင့်ဆုံးပဲအကောင်းဆုံးပဲအဆင့်အမီဆုံးပဲဆိုတဲ့ပုံစံမျိုး 역대급ထွက်တဲ့မျှထဲမှာအကောင်းဆုံးပဲဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ် 역대နောက်တစ်ခုကဒီမှာ 상승 곡선 상승하다가 증가하다နဲ့ တူတူပဲတက်သွားတာကိုပြောတာ 하강하다가 감소하다နဲ့ တူတူပဲလျော့ကျသွားတာကိုပြောတာ 곡선ကဒီလိုမျိုး curve line ကိုပြောတာ여러분မြင်းကွေးပေါ့ 상승 곡선 ဆိုရင် သူကတက်သွားတာကိုမှပုံမှန်ဒီလိုရှိနေရကနေပြီးတော့အတင်းကရောထိုးတက်သွားတယ်ဒီမှာ 곡선 ကိုပြောတာ 하강 곡선 ဆိုလည်းတူတူပဲဒီမှာပုံမှန်သွားနေရကနေထိုးကျသွားတယ်ဒီမှာ 하강 곡선ထိုးကျသွားတာမျိုးပြောတာ 곡선
နောက်တစ်ခုက 오름세 오르다 올라가다 တက်သွားတဲ့နှုံးထားကိုပြောတာ 증가하다 နဲ့အတူတူပဲ ဆန့်ကျင်ဘက်က 내림세 ကျသွားတာကိုပြောတာအောက်မှာပြောင်းလဲမှုကိုပဲပြောတယ် 안정세 안정가 여러분 ငါတက်ကလေးနဲ့ဥစ္စာက stable ဖြစ်တာတည်ငြိမ်တာကိုပြောတာ 일정하다 တသက်မှတ်သေးဖြစ်တယ် 일정하다 တသက်မှတ်သေးဖြစ်အောင်သတ်မှတ်ထားတယ်ပေါ့သူက 일정하다 ရဲ့အဓိပ္ပာယ်ကကြတော့일치하게 တသက်မှတ်သေးဖြစ်အောင်သတ်မှတ်ထားတယ် 일정하다 하나로 정해져 있다 ဆိုတဲ့ပုံစံမျိုးအလွယ်မှတ်လို့ရမယ် 일정하다 ဒီ il က number 1ရဲ့ 한자고 ပြောတာ 여러분 ဒီမှာတစ်ဆိုတာတစ်တခုတည်းဖြစ်အောင်정하다 여러분 သိပြီလားဆိုတော့ 하나로 정해져 있다 တခုတည်းဖြစ်အောင်သတ်မှတ်ထားတယ်တသက်မှတ်တည်းဖြစ်တယ်တပြေးညီတယ်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ 일정하게 유지된 유지하다가 ထိန်းသိမ်းထားတယ်ခုနလိုမျိုးတက်လဲမတက်သွားကြလဲမကြသွားပဲနဲ့ stable ဖြစ်အောင်ထိန်းထားတာကိုပြောတာ 안정하다가 ခုနလိုမျိုးတည်ငြိမ်တာ stable ဖြစ်တာကိုပြောတာဒါဆိုရင် 안전한 일 ဆိုလို့ရှိရင် 안전한 직업 နဲ့တုံးတယ်ပေါ့ဒါဆိုလို့ရှိရင်တည်ငြိမ်တဲ့အလုပ်အကိုင် stable ဖြစ်တဲ့အလုပ်မျိုးပေါ့ဒါဆိုရင်အလုပ်ဘယ်တော့ပြုံမလဲဘယ်တော့ထွက်ရမှာလဲလုပ်ငန်းကဒီဝါလီခံရမှာလား bankruptcy ဖြစ်မှာလားဆိုတာမျိုးတွေမရှိဘူးတည်ငြိမ်တဲ့အလုပ်မျိုးဆိုတဲ့ပုံစံမျိုး 안정하다 နဲ့သုံးမယ်ဒီဥစ္စာမှာအယောများတာက 안전하다 ဆိုတဲ့အောက်ကနတ်တက်ကလေးပါတယ်တကောင်ကတော့ safe ဖြစ်တာကိုပြောတာရတော့အမြင်ကင်းနေပါညာကိုပြောတယ် 안전하다အားကြောင့်မို့ဒါလေးကကြတော့ safety belt တို့ဘာလို့ပြောတယ် 안전 belt ပေါ့ဒါဆိုရင်ကားပေါ်ရောက်တာနဲ့ကပတ်ပတ်ပါဆိုတဲ့ 안전 belt를 매세요 ကပတ်ပတ်ပါကပတ်ကိုပတ်ထားပါဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တော့ belt를 매다 နဲ့တော့ညမနော်ဒီမှာငါတက်နဲ့နတ်တက်ကလေးနဲ့ရောမှာဆိုလို့အန်ဂျုံဆိုတဲ့ငါတက်ကဥစ္စာကတည်ငြိမ်တာကျုံဟာတာတသက်မှတ်သေးဖြစ်တာကိုပြောတာနောက်တစ်ခုဒီအောက်မှာ 돌파 ကသတင်းစာကောင်းစဉ်တွေမှာတအားသုံးတယ် 돌파하다 ဆိုတာကကျော်လွန်သွားတယ် 넘어서다 ဆိုတဲ့အဓိပ္ပာယ်မျိုးဥပမာ여러분တို့ငကိုမူလာ record အသစ်တင်နေရှင်ကြီးတို့글 세우다 ဆိုတဲ့ပုံစံနဲ့အတူတူပဲပေါ့ 돌파하다가 ငကိုရှိပြီးသားဥစ္စာတဲ့ကျော်လွန်သွားတာ 돌파하다 wait 돌파하다ငကိုရှိပြီးသားဥစ္စာကို지나서 넘는 것ငကိုရှိပြီးသားဥစ္စာကိုကျော်သွားတာ 넘어서다 깨뜨리다 뚫고 나가다ဆိုတဲ့ပုံစံမျိုးတွေနဲ့အတူတူပဲကျော်လွန်သွားတယ်ပေါ့ငကိုရှိပြီးသားဥစ္စာရဲ့ record စံချိန်အသစ်ချိုးတယ်ဆိုတဲ့ပုံစံမျိုးနဲ့အတူတူပဲဥပမာဆိုလို့ရှိရင်တချို့ဥပမာ idol တွေသူတို့နောက်ဆုံးထွက်ထားတဲ့ music video မှာviewer လို့ခေါ်တဲ့ချိုးဝဲစုကအများဆုံးရှိထားတယ်ဥပမာဆိုလို့ရှိရင်20 million ပဲထားဒါပေမဲ့သူနောက်ထပ် music video အသစ်ထွက်တယ်အဲ့ဒီကောင်က30 million ဖြစ်သွားမယ်ဆိုလို့ရှိရင်သူကငကိုရှိပြီးသားချိုးဝဲဆိုတဲ့ 돌파하다ငကိုရှိပြီးသား viewer ကိုကျော်လွန်သွားတယ်ဆိုတဲ့ပုံစံမျိုးသုံးပြညမနော်여러분 돌파လေးအသုံးများပါတယ်သူကစံချိန်အသစ်ချိုးတယ် record အသစ်တင်နေဆိုတဲ့ပုံစံမျိုးနောက်တစ်ခု추월하다က 앞지르다 ရှေ့ကျော်နေတယ်ဆိုတဲ့ပုံစံမျိုး추월하다 앞지르다အတူတူပဲသူများတကာထက်အမြဲတမ်းကောင်းတစ်လုံးတာနေတာရှေ့တစ်လှမ်းတာနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတယ်추월하다 앞지르다ရှေ့ကျော်နေတာနောက်တစ်ခုက전진하다ဆိုတာကကြတော့အမြဲတမ်း moving forward 앞으로 나아가အမြဲတမ်းရှေ့ဆက်တက်နေတယ်ရှေ့ကိုတိုးနေတဲ့အမြဲတမ်းရက်တက်မနေဘူးနောက်ဆုတ်မနေဘူးဆိုတဲ့ပုံစံမျိုး전진하다ရှေ့ဆက်တက်တယ်သူ့ရဲ့စန့်ကျင်ဘက်က후퇴하다နောက်ဆုတ်တယ်ဆိုတဲ့ပုံစံမျိုးနောက်ဆုတ်တယ် 물러나가다ပေါ့ 물러가다နောက်ဆုတ်တယ်전진하다 앞으로 나아가다 후퇴하다 물러가다ဟာ앞으로 나아가면ဒီမှာရှင်းပြထားတာ ਨੇ အတူတူပဲအမြဲတမ်းရှေ့ကိုဆက်တက်နေတဲ့ 앞으로 나아가는 것 전행하다ဆိုတာနဲ့အတူတူပဲစန့်ကျင်ဘက်က 후퇴하다 뒤로 물러나는 것နောက်ဆုတ်တယ် 후퇴하다 전진하다가 နှစ်ခုစန့်ကျင်ဘက်ဒါမျိုးလေးမှတ်လို့ရတယ် 과잉하다가 ကြတော့ 지나치게 많은 လွန်ကျူးစွာများပြားတယ်တော့တအားများတယ်ဆိုတဲ့အဓိပ္ပာယ်ဒီမှာက 과하다ဆိုတာက지나치다ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲလွန်ကျူးတာကိုပြောတာအလွန်အကျွံဖြစ်တာ over ဖြစ်တာဆိုတော့ခွာပြီးတော့အနောက်မှာကတ်တဲ့စကားလုံးတော်တော်များများရှိတယ်ဘယ်တော့သိပြီးသားတွေလည်းပါလိမ့်မယ်ခွာရှိခါတာဆိုရင်과하게 먹는 것အလွန်အကျွံစားတာတအားအများကြီးစားတာခွာရိုးဟာတာဆိုရင်အလွန်အကျွံလုပ်တာ
ခွာဟာတာဆိုရင်အရက်အလွန်အကျွံတောက်တာကိုတောက်နိုင်တဲ့ limit ထက်ကျော်လွန်ပြီးတော့တောက်တာကိုပြောတာနောက်တစ်ခုခွာဆုတ်ခါတာဆိုရင်အာကျူပါရတာဒီမှာရှိတဲ့ဆုတ်တိုးဆိုတဲ့အရှိန်ကနေလာတယ်အရှိန်တအားမြန်တဲ့ခွာဆုတ်ခန်းချရန်ဆိုလို့ရှိရင်အရှိန်လွန်ပြီးတော့မောင်းတဲ့ရင်တို့ vehicle တို့ဘာတို့ကိုပြောတာခွာဆုတ်ခန်းချရန်အရှိန်လွန်ပြီးတော့မောင်းတဲ့ကားတို့ဘာတို့ကိုပြောတာခွာဆုတ်ခါတာနောက်တစ်ခုခွာရှင်းဟာတာဆိုလို့ရှိရင်ခွာဟာကဲရှင်းလွဲဟာတာဆိုတာမိဒင်ယုံကြည်မှုဆိုတဲ့အဓိပ္ပာယ်မျိုးခွာရှင်းဟာတာဆိုရင်အလွန်အကျွံယုံကြည်တာဒီပုံမှာကိုပဲတအားပုံပြီးတော့ယုံထားတာကိုပြောတာနောက်တစ်ခုခွာရှိဟာတာကကြတော့ဇာရန်ဟာတာကိုပြောတာကြွားတာပေါ့ဒါကြွားဝါပြီးတော့ပြောတာကိုပြောတာခွာချန်ဟာတာကလွန်ကျူးဆိုတာချီကျိုးတာကိုပြောတာချင်းချန်ဟာတာကချီကျိုးတာခွာချန်นี่ရှင်းမိတာအော်ဒါအားချီကျိုးနေတာပါငကိုကအဲ့လောက်လည်းမဟုတ်ပါဘူးအဲ့လောက်မတော်ပါဘူးဒါအားချီကျိုးနေတာပါဆိုတဲ့ပုံစံမျိုးသုံးတယ်ဆိုတော့ခွာကခွာဟာတာချီနာချီတာကိုပြောတာခွာရဲ့အနောက်မှာတခြား여러분သိပြီးသားဒီမှာ식사တို့မဖီရိုဟာတာတို့နဲ့အရက်တောက်တာတို့ဆုတ်တိုးတို့ဘာလို့ပါလာပြီဆိုရင်ဒါတွေကိုလွန်ကျူးစွာလုပ်တယ်ဆိုတဲ့ပုံစံမျိုးအခုဒီမှာခွာအင်းဟာတာဆိုရင်ဂျီနာချီကဲမန်တာဒါလွန်ကျူးစွာများနေတယ်ဆိုတဲ့ပုံစံမျိုးနောက်တစ်ခုကဒီမှာခါဖာရတာ경사지다ဆိုတာ ਨੇ အတိတ်ပဲအတူတူပဲ여러분မတ်ဆောက်တာကိုပြောတာဒီလမ်းကမတ်တယ်ဒီတောင်ကမတ်တယ်မတ်ဆောက်တယ်ဆိုတဲ့ပုံစံမျိုး산이나 길이 몹시ဆိုတာအာကျူ너무 엄청 되게တအားကိုမတ်ဆောက်တာကိုပြောတာမတ်တယ်가파르다ဒီ가파르다가ခုနကလည်းကိန်းကနေတစ်ခုကိုတက်သွားတယ်가파르게 상승하다 သုံးလို့ရတယ်တအားမတ်ဆောက်စာတက်သွားတယ်ထိုးတက်သွားတယ်ဆိုတဲ့အတိတ်ပဲအတင်းထိုးတက်သွားတယ်တက်သွားတာရမဟုတ်ဘူးခံဆိုးဟာတာဆိုရင်ရောကျသွားတာတွေသုံးလို့ရတယ်เนาะအတင်းထိုးကျသွားတယ်ဆိုတော့ဒီမှာနှုံးသားတွေကခုနလိုမျိုးဒီမှာရှိနေရကနေတအားမတ်ဆောက်စွာထိုးကျသွားတယ်ထိုးပြီးတော့တက်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတယ်ခဖရတာရဲ့ငကိုမူလအတိတ်ပဲကတော့တောင်တို့လမ်းတို့တအားမတ်တယ်မတ်ဆောက်တယ်ဆိုတဲ့ပုံစံမျိုးကိုပြောဒီလမ်းကတအားမတ်တယ်နောက်တစ်ခုဒီအောက်မှာ dirso gita က여러분 dirso ကကြတော့우이테어လို့လည်းပြောလို့ရတယ်တကောင်우이테어 우이송어ဆိုတာအတန်တို့우이송어ကတော့တို့မြန်မာလိုဆိုလို့ရှိရင်မြည်တန်ဆွဲအလင်ပါပေါ့မြည်ရဲ့အတန်ကိုသူကအတုယူလိုက်ခိုးပြီးပြောထားတဲ့ဥစ္စာ우이테어ကကြတော့အပြုတ်အမူကိုပြောတာdirso ကသူဒီမှာပြောတာက올랐다가 내렸다가 하다တက်လိုက်ကျလိုက်ဖြစ်တယ် dirso ကဒီမှာ여러분ပခုံးနေပါဆို dirso ပခုံးတက်လိုက်ကျလိုက်ဖြစ်တယ်들썩ဒါဆိုလို့ရှိရင်ကိန်းကနဲ့တစ်ခုခုပဲဖြစ်ဖြစ်အခြေအနေအကြောင်းအရာတစ်ခုအမြဲတမ်းတက်လိုက်ကြလိုက်ဖြစ်တယ်ခုနကလိုမျိုးမတည်ငြိမ်နေဘူးကိုပြောတာဒီအပေါ်မှာပြောလို့မျိုးအန်ဂျုံဆဲကအာနိရေရောအေကျုံဟာကြီးအန်ထားဆိုတဲ့အတိတ်ပဲသူကတမတ်ထဲဖြစ်မနေဘူးတက်လိုက်ကြလိုက်ဖြစ်နေတယ်ဆိုတော့ဒီမှာ여러분တို့ကသတင်းစာကောင်းစင်မှာ 들썩 기다ဆိုလဲပါနိုင်တယ် 들썩 တစ်လုံးနဲ့လဲပါနိုင်တယ်ဒါဆိုရင်သူတို့ကသူတို့ product အသစ်တစ်ခုမိတ်ဆက်လိုက်တယ်ပေါ့ဒါနဲ့ပတ်သက်တဲ့လူတွေရဲ့လူကြိုက်များမှုသူ့ရဲ့နာမည်ကြီးတဲ့နှုံးထားက dirso လူကြိုက်များမှုတော့တက်လိုက်ကြလိုက်ဖြစ်နေတယ်မတူနေဘူးတစ်လားတစ်ခါတက်လိုက်ကြလိုက်ဖြစ်နေတယ်ခုနကလိုမျိုးအန်ဂျုံဆဲမရှိနေဘူးမတည်ငြိမ်နေဘူးပေါ့dirso ဒီ dirso ကကြတော့အိမ်တအိမ်မှာအလှရှိလို့ပဲဖြစ်ဖြစ်အလုံးများနေလို့လူတွေဝင်လိုက်ထွက်လိုက်တက်လိုက်ဆင်းလိုက်ဖြစ်နေတယ်ဆိုတဲ့နေရာမှာလည်း dirso ကိုသုံးလို့ရတယ် dirso တက်လိုက်ကြလိုက်ဖြစ်နေတာနောက်တစ်ခုဒီမှာပြောင်းလဲမှုကိုပြောတဲ့ဥစ္စာပဲ insan ကကြတော့တက်သွားတာကိုပြောတာသူကခါကျောက်ဆိုတဲ့ကုန်စည်နှုန်းရမယ် 월급 လစာတို့ဘာတို့တက်သွားတာကိုပြောတာ sang ဆိုတာပါလာများသွားဖြင့်တက်သွားတာကိုပြောတာ insan 하다ဆိုရင် 오르다 စန့်ကျင်ဘက်က inha 하다 내리다 ကျသွားတာကိုပြောတာဈေးတက်သွားတာတို့လစာတက်သွားတာတို့ဘာတို့နောက်တစ်ခုအောက်မှာက급등하다 폭등하다ဆိုတာ갑자기 오르다ရုတ်တရက်ကြီးတက်သွားတာကိုပြောတာ급등ကကြတော့ဒီနေရာမှာ 급격히 증가하다ဆိုတဲ့အဓိပ္ပာယ်နဲ့급증하다ဆိုတဲ့စကားလုံးလေးရှိတယ်급증하다ရုတ်တရက်ထိုးတက်သွားတာမျိုးကိုပြောတာ폭등လည်းအတူတူပဲ on ဆိုထိုးတက်သွားတာမျိုး갑자기 오르다ရုတ်တရက်ကြီးတက်သွားတာကိုပြောတာ 갑자기ကိုလည်းတခြားအဓိပ္ပာယ်နဲ့ 기습လို့သုံးနေရတော့ 기습ဒါဆိုရင်ခီစဖိုးကူဆိုလို့ရှိရင်ရုတ်တရက်ကြီးရွာလာတဲ့မိုးဖိုးကူကမိုးတဲထန်စွာရွာသွန်းတာကိုပြောတာခီစဖိုးကူဆိုလို့ရှိရင်갑자기 비가 엄청 많이 오는 것
기습 갑자기 그래서 급등만 피피 급증만 피피 갑자기 급격히 증가하는 거 어떤 여기에 돋다더라며 보표라. 나르고 디 아마 물가 달리아자로 가소면 여러분 한자 피드를 디 가고 가로 어떤 트비야 바래 물가가 공제농 우벼라 물건 값마 값가 레지농 우벼라 가격가 레지농 우벼라 가과레서 가격가로 한자고 벼라 값가로 순수 한국어예요. 코리아다ပဲဆိုတော့မြန်မာလိုဆိုဈေးနဲ့ဈေးနှုန်းနဲ့ပဲဖြစ်ဖြစ်ခွဲလို့ရတယ်ပေါ့နော်cupကတော့ကိုရီးယားစာပေါ့အဲ့တော့များသောဖြင့်ဟန်ဂျာဖြစ်တဲ့သူကဒီမှာကုန်ဈေးနှုန်းဆိုလို့ရှိရင်မူလကောနဲ့ခါကျောက်ဈေးကုန်ဈေးနှုန်းဆိုတဲ့ပုံစံနဲ့မူလကာဆိုပြီးတွဲတယ်ယူကာဆိုလဲဒီမှာစီဈေးကိုပြောတာဒီယူကဘယ်ကလာလဲယူလဲဆိုတော့ဂျူယူဆိုတဲ့ gas station စီဆိုင်တို့ဘာလို့ဂျူယူဆိုရင်ဂျူယူရနော်ထားဆိုရင်စီထည့်တယ်ဘာညာကားစီထည့်တယ်ဆိုတဲ့ပုံစံနဲ့တုံးတာယူကာဆိုရင်ခီရင်ကစီဈေးဆိုတဲ့ပုံစံမျိုးယူကာ급등ဒါမျိုးတွေသတင်းစာဆောင်တဲ့ကောင်းစင်မှာယူကာ급등ဆိုရင်စီဈေးတွေတအားထူးတက်သွားတယ်물가ဒါဆိုရင် 물가 들썩ခုနပါတယ်여러분 들썩တက်လိုက်ကြလိုက်ဖြစ်တာ 물가 들썩ဆိုရင်ကုန်စည်နှုန်းတွေကတက်လိုက်ကြလိုက်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသတင်းစာခေါင်းစဉ်မှာဒါမျိုးတွေပါပြီးတော့ဒီအောက်မှာစိုးယူကြဆိုတာကတော့수요နဲ့ 공급က 여러분စီးပွားရေးမေဂျာယူထားတဲ့ចောင်းသားတွေဆိုလို့ရှိရင်သူတို့ပိုနားလည်လွယ်လိမ့်မယ်ဒါဆိုလို့ရှိရင် 소요와 공급ဆိုတာက demand နဲ့ supply နဲ့ကိုပြောတာတကောင်ကဒီထဲမှာပြောထားသလို exam ထဲမှာဆက်수요와 공급의 물리 솔루션이 demand and supply law of demand and supply 뭐다 봐 솔루션이 demandများလာလေဒီ supply ဟိုဟာဖြစ်လာလေဥပမာဆိုလို့ရှိရင်ဒေါ်လာဈေးတို့ရွှေဈေးတို့ဆိုလို့ရှိရင်လေဒီဘက်ကနေဒေါ်လာလဲတဲ့လူဝယ်လိုအားများလေဒီကောင်တွေကဈေးတက်လေပဲပို့ပြီးတော့ဈေးကောင်းလာလေပဲဆိုတော့법칙ကိုပြောတာဒီလိုမျိုး theory ပေါ့မှာဆိုရင်စိုးရိုးကြဆိုတော့အဲ့တော့ဒီကောင်က demand ကိုပြောတာဖြစ်တဲ့အတွက်စိုးပေးကြဝယ်ယူသူသုံးဆွဲသူစားသုံးသူကိုပြောတာဒါနဲ့အတူတူပဲစိုးရိုးကြဒါကောင်ကစီးပွားရေးအခေါ်ပါညာဖြစ်လိမ့်မယ်ပေါ့ဒါဆိုရင်စိုးပြီးဟာတာဆိုတာကဝယ်ယူသုံးဆွဲစားသုံးသည်ဆိုတဲ့ပုံစံမျိုးစိုးရိုးကြဆိုတော့ demand ဝယ်ခြင်းတဲ့လူလိုအပ်တဲ့လူ공급က supply ကိုပြောတာဆိုတော့ထောက်ပံ့ပေးနေတဲ့လူဆိုတော့ဒီမှာစိမ့်စမ်းကြထုတ်လုပ်နေတဲ့လူဝယ်တဲ့လူရှိမယ်ဆိုရင်ဒါတွေကိုရောင်းပေးနေတဲ့လူ supplier လည်းရှိမယ်ဆိုတဲ့ပုံစံမျိုးစိမ့်စမ်းကြထုတ်လုပ်တဲ့လူဆိုတဲ့ပုံစံမျိုး수요와 공급ပြီးတော့ဒီအောက်မှာ출하량ဆိုတဲ့ဒီ량ကလည်း여러분 양ဆိုတဲ့ပမာဏကနေလာတာပေါ့နော်yangဆိုတဲ့ပမာဏကနေလာတယ်ဆိုတော့ तू ကဒီမှာငကိုမူလကတော့ပမာဏကိုပြောတဲ့အခါ yang အရှိမတခြားသူကသူရက်တည်လို့ရတဲ့ noun အနေနဲ့ပေါင်းတဲ့အခါ yang ကနေ liang ဖြစ်သွားတဲ့ theory ပေါ့ဒါကတော့ churha ဆိုတာကကျတော့ shipping ကိုပြောတာတင်ပို့တယ်ပို့တယ်ဆိုတဲ့ဥစ္စာမျိုး churha ဟာတာ chur က 여러분 သိပြီးသားထွက်တည်ဆိုတဲ့ဟန်ကြပဲလေထွက်ပေါက်ဆိုလို့ရှိရင် churgu လို့ခေါ်တယ် churba ထားတာဆိုရင်ထွက်ခွာသည်လို့ပါတော့출하량ဆိုတော့ဒီကနေပြီးတော့ shipping လုပ်ပြီးတော့ပို့လိုက်တဲ့ပမာဏ생산량 여러분တို့ဒီကနေပို့လိုက်တဲ့ထုတ်လုပ်လိုက်တဲ့ပမာဏဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲတဲ့생산량နောက်တစ်ခုကကြတော့후불제ကကြတော့선불제နဲ့ဆန့်ကျင်ပဲ후ဆိုတာကနောက်မှဆိုတဲ့ပုံစံမျိုး후에လို့ပါလို့여러분သိပြီးသား불가 배가လာလဲဆိုတော့ဘူးကတော့နောက်မှကိုပြောတာဘူးကကြည်ဘူးထားတာဝေပေးချီသည်ဆိုတဲ့ပုံစံနေလာခြေကတော့ခြေသူစနစ်ဆိုတော့ပူပူကျဲဆိုတော့နောက်မှငွေချေရတဲ့စနစ်ကိုပြောတာသူ့ရဲ့စန့်ကျင်ဘက်ကစွန်ဘူးကျဲဆိုတော့အရင်ငွေချေရတဲ့စနစ်ဒါဆိုလို့ရှိရင်ဒိုစားတောက်ဆိုင်နဲ့ပဲကြည့်ဖူကောက်နေပါဒီမှာဆိုလို့ရှိရင်ပတ်စံအရင်ပေးပြီးတော့ကက်ကလေးလှုပ်လာမယ်ဒါဆိုလို့ရှိရင်စွန်ဘူးကျဲပတ်စံအရင်ချေထားရတာတချို့ဆိုင်နေဆိုရင်လေကောင်တာမှာကိုမှားကျင်တာကိုမှားခဲ့ပြီးတော့ပတ်စံချေခဲ့ရတယ်အဲ့ဒါကဆုံးပွေးတဲ့အရင်ပတ်စံပေးရတဲ့စနစ်ပြီးတော့မှစားပေါ့တချို့စားတောက်ဆိုင်နေကြတော့မှားကျင်တာမှာစားပြီးတော့မှခေါ်ပြီးတော့ရှင်းရတာမျိုးနောက်မှရှင်းတာကဖူပူကျဒါကိုပြောတာအရင်ဆုံးငွေချေရတဲ့စနစ်နဲ့နောက်မှ sorry အရင်ဆုံးမဟုတ်ဘူးအရင်ငွေချေပြီးတော့မှကိုပစ္စည်းရမယ်စနစ်နဲ့နောက်မှငွေချေရတဲ့စနစ်ဆုံးပွေးကျဖူပူကျ
နောက်တစ်ခုကကြတော့ဒီမှာဥတာဥစမ်ကတော့တည်ပြီးသားဥတာကရည်ဒီဥစမ်ကတော့အရည်ပေါ့ဒါဆိုလို့ရှိရင်ခြိုင်တွဲစောမန်ကျုခဲဟာတာပေါ့ခေါင်းစဉ်တွေမှာ여러분တို့ဒီနှစ်ကတော့ရာသီဥတုကောင်းလို့농사 잘 되다စီးပွားရေးပေါ့စိုက်ပျိုးရေးအဆင်ပြေတယ်အဲ့ဒါကြောင့်မလို့농부ဥစမ်ပေါ့농부ကလေသမားကိုပြောတာဥစမ်ဆိုရင်ဘယ်သမားတွေပြုံးပျော်ဖြစ်ကြတယ်အားလုံးပဲသူတို့စိုက်ပျိုးရေးအဆင်ပြေလို့ကျေနပ်နေကြတယ်အားလုံးအဆင်ပြေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးခြိုင်တွဲစောမန်ကျုခါတာကိစ္စတွေအားလုံးအဆင်ပြေလို့ကျေနပ်နေတယ်ပြုံးပျော်နေကြတယ်ဆိုတဲ့အဓိပ္ပာယ်ဒါမျိုးလာမှာသူ့ရဲ့တင်စားအဓိပ္ပာယ်ပေါ့အခုဒီမှာဥတာဥစမ်ဆိုတာပြီးသွားတော့နောက်တစ်မျက်နှာကစီးပွားရေးနဲ့ပတ်သက်တဲ့စကားလုံးတွေဖြစ်တယ်울상 울상가 잘 안 돼서 곤란해하다အစင်မပြေဖြစ်လို့ကိစ္စတွေအစင်မချောလို့곤란하다အခက်ကြုံနေရတာကိုပြောတာအခက်တွေ့တယ်အခက်ကြုံတယ်ကိုလှုပ်ချင်တာကိုမလှုပ်ရမှာမလို့မလှုပ်ချင်တာယူလှုပ်ရမှာမလို့အခက်ကြုံတာမျိုးက곤란하다ဆိုတော့울상ကတော့여러분အလွယ်မှတ်ရမယ်ဆိုရင်ပေါ့နော်ငိုရမယ်ဆောင်းဝန်းလို့မှတ်လို့ရမယ်ဒါဆိုလို့ရှိရင်울상ဆိုရင်ငိုရမယ်အခြေအနေမျိုးဆိုရင်အစင်မပြေဖြစ်လို့အခက်ကြုံနေတယ်ငိုချင်နေတယ်ငိုချပလိုက်ချင်နေဆိုတဲ့အခြေအနေမျိုး울상နောက်တစ်ခုက분양하다နတ်တက်ကလေးဒီထဲကိုသွားဝင်ဖတ်ပါမယ်분양하다 아파트를 판တိုက်ခန်းကြီးရောင်းတာကိုပြောတာ분양하다ဒါလေးကတော့ဘယ်လိုလဲဆို분양하다가 분가 여러분 분별하다 구분하다ခွဲခြားတယ်ဆိုတဲ့အဓိပ္ပာယ်ရောင်ကတော့ဟန်ဂျာကဘယ်ဟာလဲတော့မသိဘူးเนาะ분양하다ဆိုရင်သူကဖြီးပြီးတော့ပြောရရင်나눠 팔다ခွဲချပြီးတော့ခွဲစိတ်ပြီးတော့ရောင်းနေဆိုတဲ့အဓိပ္ပာယ်ဆိုတော့တိုက်ခန်းတွေပါလေဆိုရင်ဒီတိုက်တိုက်ကလုံးကိုရောင်းလိုက်တာမဟုတ်ဘဲတိုက်ခန်းမှာရှိတဲ့ဘယ်နှခန်းဘယ်ဘက်အခန်းညာဘက်ကဘယ်နှလွှာအခန်းဆိုပြီးတော့ခွဲခြားပြီးတော့ရောင်းချခြင်းကိုပြောတာ분양하다ဆိုတော့ခွဲဝေရောင်းချခြင်းခွဲစိတ်ပြီးတော့ရောင်းတာပြောတာကိုယ်မှာရှိတဲ့တစ်ခုကိုတစ်ခုလုံးမရောင်းဘဲနဲ့ခွဲရောင်းတာဆိုတော့များသောအားဖြင့်သူကဒီမှာ아파트를 팔다တိုက်ခန်းကိုရောင်းတယ်아파트를 분양하다တိုက်ခန်းကိုအဆောက်အုံတစ်ခုလိုက်ကြီးရောင်းချတာမဟုတ်ဘဲနဲ့ခွဲစိတ်ပြီးတော့ရောင်းချခြင်းဆိုတဲ့အဓိပ္ပာယ်မျိုး분양하다နောက်တစ်ခုကကြတော့သူကဒီမှာအခုကစပြီးတော့ဘူတုံဆန်ပေါ့နော်အိမ်ချမ်းမြေအကျိုးဆောင်အိမ်ချမ်းမြေလုပ်ငန်းနဲ့ပတ်သက်တဲ့ဥစ္စာတွေမေမဲဟာသားဆိုတာကဟန်ဂျာအနေနဲ့ 여러분 သိပြီးသားမေမဲဟာသားအယောင်းအဝယ်လုပ်တာကိုပြောတာဒီထဲမှာရောင်းတာလည်းပါတယ်ဝယ်တာလည်းပါတယ်ဆိုတော့သူဒီမှာပြောသလိုစားကိုဖန်ဖိုင်သားဆိုတဲ့ဥစ္စာကိုနောင်ပြန်လုပ်ထားတာဆိုတော့ဖိုင်သားဆိုတော့စားကိုဖန်အယောင်းဝယ်လုပ်သည်ဒီထဲမှာကုမဲဟာသားဆိုရင်ဝယ်တာကိုပြောတာကုဣဖာသားနဲ့အတူတူပဲအလွယ်ပြောရရင်စားတာဝယ်သည်ဆိုတဲ့အဓိပ္ပာယ်သူရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဖမဲဟာတာရောင်းသည်ရောင်းချသည်ဖြီးပြီးတော့ပြောရရင်ဖိုင်သားဆိုတဲ့အဓိပ္ပာယ်မျိုးဆိုတော့မဲမဲဟာတာဆိုတဲ့ထဲမှာအယောင်းအဝယ်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်လေးပါပြီးသားမဲမဲဟာတာပြီးတော့전세집 전세금 전세가 전세가 ဘာလဲဆိုတော့အိမ်ငှားတဲ့အခါကိုရီးယားမှာ 여러분 전세 내 월세ဆိုပြီးတော့ရှိတယ်တဲ့전세 내 월세가ကြတော့စပေါ်တင်ရတယ်စပေါ်တင်ပြီးတော့တစ်လဘလောက်ဆိုပြီးတော့ပတ်စံပေးပြီးတော့နေတဲ့အိမ်မျိုးက 월세 လို့ခေါ်တယ်သူကဒီမှာဆိုလို့ရှိရင် 월세 ဆိုလို့ရှိရင် 여러분 보증금ပေးရမယ်보증금ဆိုတာစပေါ်ကိုပြောတာကိုပြန်ရမယ်ပတ်စံတယ်နော်အိမ်ငှားတယ်စပေါ်ဘူဂျင်းကွန်ပေးထားတယ်ပြီးလို့ရှိရင်တစ်လကိုဥမာ3သိန်းဆို3သိန်း4သိန်းဆို4သိန်းဘူဂျင်းကွန်ကလည်း10သိန်း20သိန်း60အစားအစာရှိမယ်ဒါရောဘုံတို့ငှားနေတဲ့အိမ်အမျိုးအစားတိုက်ခန်းပေါ်မူတည်ပြီးတော့ဝယ်ဆဲဆိုလို့ရှိရင်ဘူဂျင်းကွန်ပေးထားရတယ်တစ်လ3သိန်းဆို3သိန်း4သိန်းဆို4သိန်းပေးပြီးတော့နေရတဲ့အိမ်မျိုးကဝယ်ဆဲကြည့်ပြီးတော့ကိုဟဲ့ဟုတ်တယ်နော်ရုပ်စာလေးကအကယ်၍ကိုကသူ့အိမ်မှာနေရင်းနဲ့ကိုကြောင့်မလို့ဥမာကြမ်းကင်းမှာတခုကိုနေရမှာတခုကိုပျက်စီးသွားတာမျိုးဆိုတော့ဘူဂျင်းကွန်နဲ့ကနှုတ်ပြီးတော့ပြင်နိုင်တယ်ဒါမျိုးဆိုလို့ရှိရင်ကိုကဘူဂျင်းကွန်စပေါ်သိန်း20ပေးထားပေမဲ့လည်းခုနလိုမျိုးပြတ်တာစီးတာပြင်းတာဘာညာအတွက်ကကြတော့အပြည့်ပြန်မရနိုင်ဘူးဒါရောခုနအိမ်ငှားပြီဆိုလို့ရှိရင်ဒါမျိုးပေးလို့ရှိရင်တခါတည်းပေါ့နော်ကိုကြောင့်မလို့သူ့ပစ္စည်းပြတ်သွားပြီဆိုလို့ရှိရင်သူကပူချင်းကုန်းနဲ့ကနှုတ်ပြီးတော့ပြင်လိုက်မယ်ဒါဆိုရင်ဘလောက်နှုတ်လိုက်တယ်လဲဘလောက်ပြင်လိုက်တယ်လဲဒါဆိုရင်ပူချင်းကုန်းကအကယ်၍မနေတော့ဘူးဆိုဘလောက်ပြန်ရနိုင်လဲဆိုတာလေးတိတိကျကျလုပ်ရတော့ပူချင်းကုန်းကပြန်ရမယ်ပတ်စံနော်ပြီးတော့မှသူကအဲ့ဒီမှာတလဆိုပြီးတော့ဝယ်ဆဲကထပ်ပေးရတယ်လစာထပ်ပေးရတယ်တလစာလက전세가ဘာလဲဆိုတော့전세가နှစ်ချုပ်လို့လည်းပြောလို့မရတာဘယ်လိုလဲဆိုတော့월세가 여러분 보증금ပေးတာပြီးရင်တစ်လချင်းစီပေးပြီးတော့နေလို့ရတယ်ဥမာ6လဒီအိမ်မှာနေမယ်ဆိုပြီးတော့သဘောတူပြီးတော့နေ전세가ကြတော့ 1년 아니면 2년တစ်နှစ်ဒါမှမဟုတ်2နှစ်နေလို့ရတယ်전세의 보증금과
ဈေးတအားကြီးတယ်ဥမာသိန်း1000 2000အထိသွားမယ်ဒါပေမဲ့ဂျွန်ဆဲကတစ်ခုကပါလဲဆိုတော့လစဉ်ထပ်ပေးစရာမလိုတော့ဆိုတော့ဒါ European tip ပါလေ Yearning program လို့ TV တွေပါတယ်ထဲမှာကြည့်လို့ရှိရင်အမှုပညာရှင်တော်တော်များများလဲအိမ်အလုံးလိုက်ကိုမဝယ်ဘဲနဲ့သူကဂျွန်ဆဲချိပေးစားတာရောဂျွန်ဆဲကကိုပေးပြီးတော့နေတယ်ဆိုလို့ရှိရင်ဒါဘယ်လိုပဲဖြစ်ဖြစ်ပတ်စံအများကြီးလက်ထဲမှာကင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ကိုကဒီအများကြီးကင်ထားတဲ့သိန်း1000 2000ကိုနေတဲ့နေရာပေါ်မူတည်ပြီးတော့ကွာမယ်နော်သိန်း100 200ဂျွန်ဆဲချိပဲရှိလိမ့်မယ်ဆိုတော့အဲ့ဒီပုံမှာဒီဥစ္စာကြီးကိုပေးလိုက်ပြီးတော့တစ်နှစ်လုံးကိုကအိမ်လားကပူစရာမလိုတော့ထပ်ပေးစရာမလိုနေရုံပဲဒါပေမဲ့ကိုလက်ထဲမှာရှိခဲ့တဲ့ခုန100 200 1000ကတော့အိမ်ရှင်လက်ထဲမှာရှိနေမှာပေါ့အဲ့တော့ဒီအိမ်မှာမနေတော့ဘူးပြန်ဟိုဗာလေတခြားအိမ်ပြောင်းတော့မယ်ဆိုလို့ရှိရင်အဲ့ဒီခုနပေးခဲ့တဲ့100တို့1000ကပြန်ရတယ်ဆိုတော့ तू ကဂျွန်ဆဲကကြတော့လစဉ်ပေးစရာပတ်စံမလိုဘူးဆိုတော့အိမ်ရှင်အနေနဲ့ကလည်း तू ဒီမှာပေးခုနကအိမ်ငှားစီရထားတဲ့ပတ်စံတွေတနေရာမှာရင်းနှီးမြှုပ်နှံမှုစီးပွားရေးပါညာလုပ်ဆိုတဲ့ပုံစံမျိုးဆိုတော့ wall sale နဲ့ဂျွန်ဆဲနဲ့ကအဲ့ဒါကွာတယ်ဆိုတော့အဲ့လိုမျိုးဂျွန်ဆဲပေးပြီးနေတဲ့အိမ်ကဂျွန်ဆဲကြည့်ဂျွန်ဆဲကမ်ကဂျွန်ဆဲအတွက်ပေးရတဲ့ပတ်စံကိုပြောတာဂျွန်ဆဲကားကအဲ့ဒီမှာနေအဲ့ဒီရဲ့ဂျွန်ဆဲကားကဒီကခါကျောက်ကိုပြောတာရောတော့ခုနကပြောတယ်နော်ဟန်ကြရဲ့ခါကျောက်ဈေးနှုန်းဆိုတဲ့ပုံစံမျိုးဂျွန်ဆဲဈေးနှုန်းဘယ်လောက်လဲနေရအပေါ်အိမ်အမျိုးအစားပေါ်ပြီးတော့အထဲမှာပါတဲ့တိုက်ဟိုပါလဲဆိုဖာတွေပါလားမှုရာတွေပါလားဆိုတဲ့ပုံမူတည်ပြီးတော့ခါကျောက်ကလည်းကွဲသွားလိမ့်မယ်ဂျွန်ဆဲနဲ့ဝယ်ဆေးကွဲမယ်နော်여러분အဲ့ဒီဟာလေးမှာတခုသတိထားမှာကပူဂျင်းကမ်ကစဘောပါမြန်မာလို여러분ပြန်ကိုရတယ်ဒါအများသောဖြင့်စဘောကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်စာချုပ်စာတမ်းလုပ်တယ်အခါနောက်တစ်ခုခေယကမ်က여러분သိပြီးသားစာချုပ်ကိုပြောတာခေယကမ်ကမှသူကစယံကိုပြောတာစယံဆိုတာမျိုးကတခုခုဝယ်တော့မယ်ဥပမာအိမ်ငှားမယ်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဒီဥစ္စာ10သိန်းကြမယ်10သိန်းဆိုရင်အရင်ဆုံးဒီဥစ္စာအတွက်ကြိုတင်ငွေချေထားတာဒီစာချုပ်ကဖြစ်မြောက်မှာဒီအိမ်ငှားမှာတေးကြတယ်ဒီပစ္စည်းကိုဝယ်မှာတေးကြတယ်ဆိုတဲ့အတိတ်ပဲနဲ့ဥမာစယံ2သိန်းပေးခဲ့မယ်နောက်တစ်ခေါက်ထပ်ဝင်ကြတော့နောက်တစ်ခေါက်ပြန်လာကြတော့8သိန်းပဲပေးတော့ဆိုတဲ့ပုံစံမျိုးစယံကပြန်မရဘူးပြန်မရပေမဲ့ကိုဝယ်ရမယ့်ငွေပမာဏတွေကတချို့တစ်ဝက်ကိုခွဲပေးခဲ့တဲ့ဥစ္စာကခေယကမ်လို့ခေါ်တယ်အဲ့ဒါကစယံဘူဂျင်းကမ်ကကြတော့ဇဘောတင်ထားတယ်ဒီတိုင်းတင်ထားပေးတာသူ့ကိုခဏအပေါင်ကန်ပစ္စည်းအနေနဲ့အပ်ထားတာဒီအိမ်မှာနေမယ်ပြက်တာရှိလို့ရှိရင်ဒီပတ်စံတွေကနှုတ်လိုက်ဆိုတဲ့ပုံစံနဲ့ဒီအိမ်မှာမနေတော့ဘူးဆိုဘူဂျင်းကမ်ကအကုန်ပြန်ရရအောင်ကိုကလည်းဒီကြားထဲမှာအပြက်စီးရှိနေခဲ့တယ်ဆိုလို့ရှိရင်ဟုတ်တယ်နော်နောက်တစ်ခုကကိုကဒီအိမ်မှာနေတယ်နေနေကဲသူ့အဲကုန်းကပြတ်သွားပါပြီတဲ့ပြတ်သွားပြီဆို तू ကပြင်ရတဲ့အခါ तू ပေးထားတဲ့ပစ္စည်းပြတ်သွားတယ်ဆို तू ပြင်တဲ့အခါဒီထဲကနှုတ်ရတာအဲ့လိုလည်းမဟုတ်ဘူးခုနကအဲကုန်းမှာမျိုးပြင်မိုးကြတော့လေကိုကပဲပတ်စံထုတ်ပြီးတော့လေပြင်လိုက်ရတယ် तू ကလည်းဘူဂျင်းကုန်းနဲ့ကဖြတ်အောင်မယ်ဆိုရင်တော့မဟုတ်ဘူးလို့ထင်တယ်ရောဆိုတော့အဲ့ဒါစာချုပ်စာတမ်းကိစ္စကတိတိကျကျလောက်ကြဟိုမြန်မာပြည်မှာပဲနေကိုရီးယားမှာပဲနေအိမ်ငှားပြီးတော့နေတဲ့အခါစာချုပ်စာတမ်းဘူဂျင်းကုန်းကစပေါ်ခေယကုန်းကစရန်ဒါလေးတွေမှားလို့မရအောင်နော်자ဒီအောက်မှာနောက်တစ်ခုကကြတော့연일가ကြတော့며칠 동안 계속နှစ်ရက်3ရက်ဇက်တိုက်ပေါ့နော်연ကဒီမှာ여러분သိတယ်연결하다ဆိုတဲ့ချိတ်ဆက်တယ်ဆိုတာကနေလာတာ연결하다 connect လုပ်ပြီးချိတ်ဆက်ပြီး il ကတော့ရက်ပေါ့ရက်ဆက်ပေါ့ရက်ဇက်တိုက်ကိုပြော며칠 동안 계속အဲ့ဒီဥစ္စာကရက်မပါဘဲနဲ့ဒီတိုင်းပဲ연속ဆိုတာရှိတယ်ဒါက연결하여 계속ဆိုတဲ့အဓိပ္ပာယ်지속ဆိုတဲ့အဓိပ္ပာယ်ဇက်တိုက်ပဲဒါဆိုရင်အကယ်၍များ3년 연속ဆိုလို့ရှိရင်3နှစ်ဇက်တိုက်ဆိုတဲ့အဓိပ္ပာယ်မျိုး5년 연속ဆိုရင်5နှစ်ဇက်တိုက်ဆိုတဲ့အဓိပ္ပာယ်မျိုးဒါမျိုးလေးအဓိပ္ပာယ်ရှိတယ်연က connect လုပ်ပြီး연결하다ဆိုတာရဲ့ဥစ္စာ안녕ကတော့여러분သိတယ်နှုတ်ဆက်တဲ့အခါပဲဖြစ်ဖြစ်အခုမှစတွေ့လို့ပဲနှုတ်ဆက်လမ်းခွဲကန်ဒီမို့လို့ပဲနှုတ်ဆက်안녕ဆိုတဲ့ဥစ္စာလေးဒါပေမဲ့ तू ကသတင်းစာကောင်းတဲ့မှာကြတော့안녕ဆိုတာပါလဲဆို easy command တက်တာပြလိုက်ပြီးခုတ်ပိုင်တော့ထားပါပဲပေါ့ဆိုတော့ तू ကဒီမှာဆိုလို့ရှိရင်ចောင်းသားတွေစာတွေတအားလုံးနေခဲ့ရတယ်ဒါဆိုရင်စာမေးပွဲဖြေပြီးတဲ့နောက်သူတို့အတွက် stress ဖြစ်စေခဲ့တဲ့ကာလကြီး안녕ဆိုရင် easy command တော်ပြီဒီလောက်ပဲတက်တာပြလိုက်ပြီဆိုတဲ့အဓိပ္ပာယ်ဒီမှာ gisip ကလေးပါလာတယ်여러분ခုနအရှိမပြောခဲ့တယ် 갑자기ဆိုတဲ့အဓိပ္ပာယ် 갑작스러운 일ရုတ်တရက်ကြီးအပေါ်မှာ example က gisip ဖိုးကူလို့ပြောခဲ့ဘူးလေဖိုးကူကမိုးကြီးတာမိုးသေးထန်စွာရွာတာကိုပြောတာ gisip ဖိုးကူဆိုတော့ရုတ်တရက်ကြီးမိုးသေးထန်စွာရွာသွန်းခြင်းဆိုတဲ့အဓိပ္ပာယ်ပြီးတော့ဒီမှာ 환영하다ကြိုဆိုတယ်ဒါကြတော့ 긍정적인 반응 긍정적이다ဆိုတာအကောင်းဘက်ကမြင်တဲ့ဥစ္စာကိုပြောတာအကောင်းဘက်ကကောင်းမွန်တဲ့တုံ့ပြန်ချက်ပေါ့သူ့ရဲ့စန့်ကျင်ဘက်က 부정적이다ဆိုတာက negative thinking ကိုပြောတာအဆိုးဘက်ကပေါ့မကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ဆိုတော့ 환영하다ကြိုဆိုတယ်ဒါဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ် product တစ်ခုပဲဖြစ်ဖြစ်
နီဥပဒေတစ်ခုခုပဲဖြစ်ဖြစ်ဒီဥစ္စာကိုသတ်မှတ်လိုက်တယ်Gosser 환영ဆိုရင်ဒါနဲ့ပတ်သက်တဲ့အားလုံးကကြိုးစိုးကြတယ်ဒါနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့တုံ့ပြန်ချက်တွေကိုပြနေကြတယ်ဆိုတဲ့အဓိပ္ပာယ်반응ကတုံ့ပြန်တာကိုပြောတာ response လုပ်တာပြန်လေပြောဆိုတယ်ပြန်ပြီးတော့ response လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်환영하다 환영 부처가ဒီနေရာမှာ여러분ဗုဒ္ဓရဲ့부처님ကိုပြောတာတက်တက်เนาะဒါ부처님ဆိုလို့ရှိရင်ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓကိုပြောတာ부처님အခုဒီမှာ부처ကကြတော့သူကဌာနကိုပြောတာဒါဂျုံဘူကစာလုံးပေါင်းမှားနေရင်တော့여러분เนาะဂျုံဘူဖြစ်ရမယ်အစိုးရဌာနအစိုးရဆိုရင်ဂျုံဘူလို့ခေါ်တယ်ဂျုံဘူကဒီမှာ information ကိုပြောတာသတင်းအချက်လက်ဆိုတဲ့ဥစ္စာဂျုံဘူဒီမှာသူကကုမ္ပဏီရဲ့ဌာနဆိုလို့ရှိရင်ဘူစောလို့ခေါ်တယ်တဲ့ကုမ္ပဏီရဲ့ဌာနဒါဆိုရင်HR ဌာနတို့စီးပွားရေးစီမံခန့်ခွဲမှုဌာနဘလာဘလာဆိုတဲ့ဥစ္စာမျိုးကဘူစောအဲ့ဒါကဌာနကိုပြောတာကုမ္ပဏီတွေမှာဆိုလို့ရှိရင်ဂျုံယုံဘူတို့ဘာလို့သုံးမယ်ပေါ့ဂျုံယုံဘူ인사부ဆိုလို့ရှိရင်ဒါ HR ဌာနကိုပြောတာ 인사부 경영부ဆိုလို့ရှိရင်business major ဌာန business ဌာနပါညာအစိုးရရဲ့ဌာနတွေကိုကြတော့ဂျုံဘူကြတော့부처လို့ခေါ်တယ်ဒါကဥပမာဆိုလို့ရှိရင်ပညာရေးဌာန교육부တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘလာဘလာဌာန환경부ဒါမျိုးသွားတယ်ဆိုတော့ဒီတွေမှာရှိတဲ့ဘူတွေက부처ဆိုတဲ့ဌာနကနေလာတယ်ကုမ္ပဏီတွေရဲ့ဘူတွေကကြတော့부서ဆိုတာကနေလာတာဆိုတော့ဒီဥစ္စာဌာနကိုပြောတာအစိုးရဌာနပြီးတော့ဒီမှာ천차만별 여러분 사자성어လို့ခေါ်မှာဒီဥစ္စာအကုန်လုံးလေးလုံးစလုံးကဟန်ကြားတွေရှိတယ်သူက다양한အမျိုးစုံနဲ့အမျိုးအများကြီးပဲဆိုတဲ့အဓိပ္ပာယ်천차만별가 천가ဒီမှာ1000ကိုပြောတာ여러분 천원လို့천자တို့차가 차이ကိုပြောတယ်1000နဲ့차이 만가 1000ကိုပြောတာ1000နဲ့1000ကြားတွေက별가ဒီနေရာမှာဒီဥစ္စာရဲ့ခြားထဲမှာအများကြီးပဲပေါ့အထွေထွေအများကြီးပဲကိစ္စတွေအများပြရှိတယ်천차만별ဆိုတာ다양하다 여러 가지 일ဆိုတဲ့ပုံစံမျိုးဟန်ကြားလေးနဲ့ရှာပြမယ်နော်여러분ဟန်ကြားသိတဲ့လူတွေကတော့မှတ်ရတာလွယ်မှာပေါ့နော်ဒါလေးလုံးစလုံးဟန်ကြားတယ်여러분ဒီ천의 한자가 뭐래 1000လို့ပါလို့ဥစ္စာဒါဆိုရင်여러 가지로 차이와 구별이 많은 것အမျိုးစုံသောကိစ္စတွေနဲ့ကွာခြားချက်တွေခွဲခြားမှုတွေများတယ်ဆိုတော့천차만별လို့ခေါ်တယ်ဒါကို사자성어လို့ခေါ်မလားတော့မသိဘူး여러분လေးလုံးစလုံးကဟန်ကြားဆိုတော့လေကိစ္စတွေအများကြီးရှိတာကိုပြောတာနောက်တစ်ခုက지킴이가ဘာလဲဆိုတော့지키다가ထိန်းသိမ်းဒီကာကွယ်ဒီစောင့်ရှောက်ဒီဆိုတဲ့အဓိပ္ပာယ်지키다 내가 지켜줄게ငါနင့်ကိုကာကွယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့သူက보호해주는 사람ကာကွယ်ပေးတဲ့လူစောင့်ရှောက်ပေးတဲ့လူတဲ့ဆိုတော့ 보호하다ဆိုတာကထိန်းသိမ်းကာကွယ်စောင့်ရှောက်ဒီ 보호자ဆိုရင်အုပ်ထိန်းသူကိုပြောတာမကျောင်းသားတွေဘာတွေတခုခုဆေးခွင့်တွေဘာတွေယူခြင်းနေဆိုရင် 보호자 서명이 있어야 돼요အုပ်ထိန်းသူလက်မှတ်ရှိရမယ်လို့ဘာလို့ညာလို့ပဲပြောတာ보호해주는 사람, 보호자. 그래서 지킴이가 지켜주는 사람. 뭐, 배우사 여러분, 지키다 소라고 나온 비로 나오면 이 소라 태다라. 잡은 맛이 되게 서로 치스야 가운이다. 소로지 귀염이 소래요, 자리. 귀염이, 귀엽다. 살롱방아 이염 호람디. 귀염이, 귀염이 동네, 귀염둥이 동네다 마. 자리. 귀여운 아이, 치스야 가운데 글리리, 귀염둥이, 귀염이 떠네. 나르고가 아쿠니 베레 루스라네. 에 아쿠로 바로마 아동냐래. 도움이 소라미시 도움. 뿐이디 소래 오다. 돕다가 디비다. 돕다. 도와주다. 도움이로 바로. 글리고 탱베레 루로 바로 도움이 동로야래. 귀염이 야매. 구나가 별에 귀염둥이 심해. 귀염둥이. ချစ်စရာကောင်းတဲ့ကလေးဆိုတဲ့ပုံစံမျိုးညမနော်ဒီပြီးတော့ဒီမှာအခြားဟာတွေကြတော့만점ကဒီနေရာမှာအမှတ်ပြည့်ကိုပြောတာရတော့만점ဒါဆိုရင်အမှတ်100ဆိုရင်100점ဒီတစ်ခါစာမေးပွဲအမှတ်ပြည့်ရဘယ်လောက်လဲ100점 만점이에요အမှတ်100အမှတ်ပြည့်100ကအမှတ်ပြည့်ပြီးမှတချို့အချိန်တွေကြတော့ 이번에는 50점 만점이야ဒီတစ်ခါကတော့50ကအမှတ်ပြည့်ပေးတယ်만점ဆိုတာအမှတ်ပြည့်ကိုပြောတာဆိုတော့ तू ကဒီမှာကြတော့တင်စားအတိတ်ပဲကြတော့ 효과가 좋은 네အကျိုးကျေးဇူးကောင်းတယ်ရလက်ကောင်းတယ်ဆိုတော့ဒီကောင်ကအမှတ်ပြပေးထားတယ်ပေါ့ရလက်ကောင်းတဲ့အတွက်ဆိုတော့ဒီမှာကိစ္စတစ်ခုခုမှာသူတို့တွေဒီဥစ္စာကိုကြော်ညာလိုက်တယ်ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့တုံ့ပြန်မှုကမှန်ကြုံအားလုံးအကျိုးကျေးဇူးကောင်းတယ်ကြည်နဲ့ကြတယ်ဆိုတဲ့အတိတ်ပဲအမှတ်တရအပြည့်ပေးတယ်ဆိုတဲ့ပုံစံမျိုးမှန်ကြုံအမှတ်ပြကိုပြောတာနောက်တစ်ခုကကြတော့
전쟁은 또 봐도 롱내니စစ်ပွဲကို ပြောတာဒီမှာ땡땡ဆိုတာဒီနေရာလေးမှာ noun တစ်ခုခုပါမယ်ဒါဆိုလို့ရှိရင် 교육 전쟁 ပညာရေးနဲ့ပတ်သက်ပြီးတော့ဒါအရှင်ပြိုင်ကြတယ်ဆိုလို့ရှိရင် 전쟁 စစ်ပွဲဆိုလို့ရှိရင် 경쟁 ဆိုတဲ့ဥစ္စာကနေလာတကောင်ကရှင်ပြိုင်မှုကိုပြောတာရှင်ပြိုင်စွမ်းအားပါလို့ဆိုလို့ရှိရင် 경쟁력 ကိုပါလို့သုံးတယ် 경쟁하다가 ရှင်ပြိုင်တယ် 전쟁 ကစစ်ပွဲကိုပြောတာဆိုတော့ဒီအရှိမ noun အစားထိုးတစ်ခုခုပါမယ်ဒါရဲ့ 전쟁 ဆိုရင်ဒါနဲ့ပတ်သက်ပြီးတအားပြိုင်နေကြတယ်စစ်ဖြစ်နေတယ်လို့ပဲတအားပြိုင်နေကြတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာ 전쟁 경쟁 경쟁 ကရှင်ပြိုင်တာကိုပြောတာ 전쟁 ကစစ်ပွဲကိုပြောတာအောက်မှာက 해결사 해결해주는 사람 해결하다가 띠비다ဖြေရှင်းပေးတဲ့လူပေါ့ 해결사 해결해주는 사람နောက်တစ်ခုက 이색 행사 이색과 특별하다 သူများနဲ့မတူတမူထူးခြားတာကိုပြောတာ unique ဖြစ်တာကိုပြောတာ 이색 행사가ကြတော့အခမ်းအနားပွဲဆိုတော့ 특별한 행사 ထူးခြားတယ်တမူထူးခြားတယ် special ဖြစ်တဲ့ပွဲလေး 행사 ကဒီထဲမှာ 여러분 event ဆိုတဲ့အဓိပ္ပာယ်နဲ့ဘာပွဲမဆိုသုံးလို့ရတယ်သင်တန်းကျောင်းဖွင့်ပွဲပြိုင်ပွဲလည်းသုံးလို့ရတယ်မှာကျောင်းသားတွေအတွက်ပြိုင်ပွဲဆိုလဲ 행사တခုခုမိတ်ဆက်ပွဲလဲ 행사 ဒါဆိုရင်စေးချတာတို့ဘာလို့တောင်မှ 행사 လို့သုံးတယ်မှာဆိုလို့ရှိရင် 할인 행사 할인 행사를 하고 있습니다. 세일 행사를 하다 세일차례 event ကိုလုပ်နေပါတယ်ဆိုတဲ့ပုံစံမျိုး 세일하다가 세일차라고ပြောတာ discount ချတယ်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကဒီအောက်မှာ Mumbai Mumbai ကအဓိပ္ပာယ်ကထိုင်ရန်ငါးသားအမျိုးစုံဖြစ်တယ်ပေါ့ Mumbai မှာကတခြားအဓိပ္ပာယ်ရှိတယ်သူကပန်းနေပွင့်တာကိုပြောတာ 많은 꽃이 한꺼번에 활짝 피는 것 Mumbai ပန်းနေအများကြီးတစ်ချိန် 한꺼번에 တပြိုင်နက်တည်းတစ်ချိန်တည်းမှာအကုန်လုံးပွင့်ကြတာကိုပြောတာဆိုတော့ Mangue လို့လည်းခေါ်တယ် Mumbai လို့လည်းခေါ်တယ်ပန်းနေအများကြီးတစ်ချိန်တည်းမှာတန်းပွင့်တာဆိုတော့သူကအမျိုးစုံဖြစ်ပါတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံပဲဖြစ်ဖြစ်ဒါနဲ့ပတ်သက်တဲ့တုံ့ပြန်ချက်တွေပဲဖြစ်ဖြစ်ထင်မြင်ယူဆမှုပဲဖြစ်ဖြစ်အကုန်လုံးနောက်တစ်ခုကဒီအောက်မှာ 이상 무ဆိုတာကကြတော့ 이상이 없음 이상က 여러분 ဘယ်အဓိပ္ပာယ်နဲ့သိထားမလဲဆိုတော့နှစ်အထက်ဆိုတဲ့ဥစ္စာမျိုးဥပမာဆိုရင်5개 이상ဆိုရင်5ခုနှစ်အထက်5 6 9 10 9 10ဆိုတဲ့ကိန်းဂဏန်းကိုရေးတွက်တဲ့အခါ5개 이상ဆိုတာရှိတယ် 이상하다ကြားဖို့ထူးဆန်းတယ်တစ်ခုခုပဲဆိုတော့မူမမှန်ဘူးပုံမှန်မဟုတ်တာကိုပြောတာ 이상하다နောက်တစ်ခု 이상이 있다ဆိုတာသုံးလို့ရတယ်ဒီနေရာမှာကျတော့တကောင်က 문제နဲ့တူတူပြဿနာရှိနေတယ်ဆိုတော့이 노트북에 이상이 있는 것 같아요 이 노트북에 이상이 있는 것 같아요. ဆိုရင်ဒီ laptop မှာပြဿနာတစ်ခုခုရှိနေတယ်ထင်တယ်ဆိုပြီးတော့ဒီ 이상 နေရာမှာ 문제ကိုအစားထိုးပြီးသုံးလို့ရတယ်. 이상이 있는 것 같아요. 문제가 있는 것 같아요. ပြဿနာတစ်ခုခုရှိနေတယ်ထင်တယ်. ဆိုတော့ဒီမှာ 이상 무ဆိုတော့ပြဿနာမရှိဘူး 무ဆိုတာက 여러분 topic ဖြေတော့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးရိုးရှင်းတဲ့ 한자 လောက်ကလေးတွေပေါ့ဒါမျိုးလေးတွေသိထားတာပို့ပြီးတော့အဆင်ပြေတယ် 무ဆိုတာက 한자 နဲ့ဆိုရင် 없다 ဆိုတဲ့အဓိပ္ပာယ်သူရဲ့စန့်ကျင်ဘက်က you 한자 နဲ့ 없다 မဟုတ်ကိုရီးယားလိုဆိုရင် 없다 한자 နဲ့က 무ဆိုတာကမရှိတာကိုပြောတာ 무က 한자 ပေါ့နော် 있다 ဆိုတဲ့ဥစ္စာကကြတော့ youအဲ့တော့ 여러분 ဒီမှာ 무료 ဆိုရင်အခကြေးငွေမရှိဘူးအခမဲ့ဆိုတဲ့အဓိပ္ပာယ် 유료 ဆိုလို့ရှိရင်အခကြေးငွေရှိတယ်ဘာကြီးညာကြီးပေးရမယ်ပေါ့ဒါမျိုးကိုပြောတာတခြားဥစ္စာတွေရှိတယ်အခုဒီမှာဆိုလို့ရှိရင်နောက်တစ်ခု 무관심 သိပြီးသား 관심이 없다 မစိတ်ဝင်စားဘူး 무관심 စိတ်ဝင်စားမှုမရှိဘူးနောက်တစ်ခု 무관 ဆိုတာတော့ရှိတယ်여러분ဒီဥစ္စာကကြတော့ 상관없다 ဆိုတဲ့အဓိပ္ပာယ်ပြဿနာမရှိဘူးကိစ္စမရှိဘူး 상관없어요 ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုး 무관 နောက်တစ်ခုက 무표정 ဆိုရင် 표정이 없다 ဆိုတဲ့အဓိပ္ပာယ် expression မရှိဘူးမျက်နှာတည်ကြီးနဲ့ရုပ်ပေကြီးနဲ့ပုံပေကြီးနဲ့ 무표정 표정이 없다 ဆိုတဲ့အဓိပ္ပာယ်ဆိုတော့တခြားစကားလုံးတွေအများကြီးရှိသေးတယ်ပေါ့နော်အနောက်မှာသူ့ဘာသူတယောက်တည်းရက်တီလို့ရတဲ့ noun တွေမူနဲ့ကတ်ထားလို့ရှိရင်ဒီဥစ္စာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဒါမျိုး sinto grammar လေးတွေရှိသေးတယ်ဥပမာဆိုလို့ရှိရင်ကိုဆိုတာက 한자 လို့ကိုရီးယားလို့ဆိုရင် 높다စန့်ကျင်ဘက်ကချောကိုရီးယားလို့ဆိုရင် 나다 ဆိုတဲ့အဓိပ္ပာယ်နှိမ့်တာမြင့်တာကိုပြောတာဥပမာကို on ဆိုရင်အပူချိန်မြင့်တာကိုပြောတာချော on ဆိုရင်အပူချိန်နှိမ့်တာကိုပြောတာဒီ on က 온도 ကနေလာတယ်ဥပမာဆိုရင်고혈압
သွေးပေါင်တက်တာကိုပြောတာဟောရပ်သွေးပေါင်ကျတာကိုပြောတာ혈압이 높다 낮다 ဆိုတဲ့အဓိပ္ပာယ်ပြီးတော့고지방ကဘေးကနေပယ်ဆိုတဲ့နယ်ဘက်တစ်ခုတည်းကိုပဲပြောတာပေါ့ဥပမာဆိုလို့ရှိရင်지방에 가려고요နေခဏပြန်မလို့ဆိုတဲ့ပုံစံမျိုးသုံးလို့ရတယ်ဒီမှာ지방ကကြတော့ခန္ဓာကိုယ်ရဲ့အဆီတွေကိုပြောတာ고지방 저지방အဆီနေတာများတာဆိုလို့ရှိရင်고지방 음식을 먹으면 살이 찐다 어쩌고 저쩌고 웨이트 나인에 바ဖြစ်တယ်ညဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒီလိုဟန်ကြားလေးရှိတယ်ခိုးရဲ့ချော်ရဲ့မူယူဝအစ်တာ없다နောက်ထပ်ဟန်ကြားပစ္စည်းကွေးလေးတွေရှိသေးတယ်여러분ဒါလေးကတော့여러분သိပြီးသားလေးတွေဖြစ်နိုင်တယ်ဘယ်ဆိုတဲ့ဥစ္စာ크다 많다ဆိုတဲ့အဓိပ္ပာယ်နဲ့သွားတယ်စန့်ကျင်ဘက်ကဆိုတော့크다ရဲ့စန့်ကျင်ဘက်작다သေးတာကိုပြောတာဒါဆိုရင်ဆိုင်မှာအစားအစာတွေဘာတွေမှာတဲ့အခါတော့ဘာလို့ကိုရီးယားရဲ့မှာ menu တွေဘာတွေကိုကြည့်မယ်ဆိုရင်ဒဲဂျွန်ဆိုဆိုတာရှိတယ်ဒါဆိုရင်ပွဲကြီးဂျွန်ကပွဲအလက်ဆိုးကပွဲသည်ဆိုတဲ့ပုံစံမျိုးဒီလိုဟန်ဂျာတစ်လုံးတစ်လေလေးတွေကိုသိထားတဲ့အခါဥပမာ여러분တို့အနောက်မှာကိုတီးပြီးသားစကားလုံးပါတယ်သူနဲ့ပါတယ်ဆိုရင်ခွဲရတာလွယ်တယ်ပေါ့ဥပမာဆိုဒေဟကျိုကဒေကလည်းအဲ့ဒီခွေးသားရဲ့ဒေပဲရတော့ဟာကျိုကရိုတန်ကျောင်းကိုပြောတာဒေဟကျိုဆိုတော့တက္ကသိုလ်ကျောင်းတော်ကြီးပေါ့သူကပိုများပြီးတော့ပိုအမျိုးစုံနဲ့ပညာရက်တွေကိုသင်ကြားတယ်ဆိုတဲ့ပုံစံနဲ့ဒေဟကျိုဆိုတာလည်းအဲ့ဒီကနေလာတာလုပ်ငန်းကြီးဆိုတဲ့ဒေဂီအော့ပြောတော့ဝင်ကြဘူးလေတအားနာမည်ကြီးလုပ်ငန်းတွေကိုပြောတာဒေဂီအော့ဖြစ်မယ်ဂျွန်ဂီအော့ဖြစ်တယ်သူကဆိုဂီအော့ဖြစ်တယ်လုပ်ငန်းသေးပေါ့ဘလို့လုပ်ငန်းအမျိုးအစားကတော့ဒါသူ့ရဲ့ဝင်ငွေနဲ့ရှိတဲ့ဝန်ထမ်းအရေးအတွက်နဲ့ပေါ်လိုက်ပြီးတော့ဒေဂျွန်ဆိုဆိုတာခွဲမှာပေါ့ဆိုတော့ဒါလေးတွေကဒီအပေါ်ဆုံးဟာလေးတွေကဟန်စာလေးတွေဒါမျိုးလေးတွေကိုသိထားလို့ရှိရင်စကလုံးတစ်လုံးမှာကိုကလုံးလုံးကြီးမသိရင်တော့မှကဲအခုတည်းမှာဗာလေချော်နဲ့ခိုးနဲ့ဥစ္စာလေးသိထားရင်တော့မှ혈압ပဲဖြစ်ဖြစ်သွေးပေါင်ဆိုတာကိုသိထားရင်ခိုး혈압ဆိုတဲ့ကောင်ကသွေးပေါင်တက်နေတာကိုပြောတာညင်းနေတာကိုပြောတာဆိုတဲ့အတိတ်ပဲမျိုးမှန်းလို့ရတယ်နော်အဲ့တော့ तू ကဒီမှာက이상မူဆိုတော့ဘာမှထွေထူးထူးကိစ္စ이상한 거 없다တခြားထွေထူးထူးခြားတာမရှိဘူးဆိုတဲ့အတိတ်ပဲနောက်တစ်ခုဒီအောက်မှာကြတော့비상 긴급항상태 비상ကအရေးပေါ်ဆိုတဲ့ပုံစံမျိုးရတော့ဘူးအရေးပေါ်ထွက်ပေါက်လို့ပါလို့ဆိုရင်비상 죄송해요 비상문ဆိုပြတော့အရေးပေါ်ထွက်ပေါက်အရေးပေါ်စိတ်비상약이에요 비상약စိတ်တက်တာလေးပါလေးဆောင်ထားတယ်ဥပမာဆိုလို့ရှိရင်အရေးပေါ်သုံးဖို့အတွက်ပတ်စံချန်ထားတယ်비상 돈이라고 해요 돈လည်းခေါ်တယ်비상금လို့လည်းခေါ်တယ်နော်ငွေရေးကြေးရေးဆိုတာကိုဟန်ဂျာပုံစံမျိုးနဲ့금လို့ခေါ်တယ်ငွေရေးကြေးရေး금융으로 바로 서ငွေကြေးဆိုင်ရာလုပ်ငန်းဘာညာဘဏ်လုပ်ငန်းဘာညာဆိုလို့ရှိရင်금융အကြောကိုကြောကိုနဲ့တော့자ပြီးတော့정상화ဆိုတာက정상적인 상태가 됨네 정상ကပုံမှန်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပုံမှန်ပဲတာမှန်ပဲဆိုတဲ့အဓိပ္ပာယ်ရှိတယ်နောက်တစ်ခုကကြတော့ထိတ်ဆုံးဆိုတဲ့အဓိပ္ပာယ်တောင်ထိတ်ဆုံး나는 정상까지 올라갈 거야ငါကထိတ်ဆုံးထိတက်သွားမှာဟိုအမြင့်ဆုံးထိသွားမှာဆိုတဲ့ပုံစံမျိုးရှိတယ်정상ကပုံမှန်တာမှန်ဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်ဥပမာဆိုရင်drama တွေပါတယ်တဲ့မှာ얘는 정상이 아니야သူကနည်းနည်းပုံမှန်မဟုတ်ဘူးစိတ်ကပုံမှန်မဟုတ်ဘူးနည်းနည်းလွတ်နေတယ်ဆိုတဲ့ပုံစံမျိုး제정신이야ဆိုတဲ့ပုံစံမျိုးမေးရတယ်တူတူပဲ정상 정상적인 상태가 되면ပုံမှန်တာမှန်အခြေအနေဖြစ်သွားမယ်အေးအေးလူလူပဲထူးထူးခြားခြားဘာမှမရှိပါဘူးဆိုတဲ့အဓိပ္ပာယ်정상 다의 정상아ဒီမှာပေါ့နော်특별한 변동이 없이 제대로인 상태ထူးထူးခြားခြားအခြေအနေမရှိဘူးပုံမှန်တေးသေးချာချာပုံမှန်အခြေအနေမျိုးကိုပြောတာသူ့ရဲ့စန့်ကျင်ဘက်က비정상ပုံမှန်မဟုတ်ဘူး정상이 아니다ဆိုတဲ့အဓိပ္ပာယ်အခုဒီမှာ B ဆိုတဲ့ဥစ္စာကလည်း여러분ဟန်ဂျာတော်တော်များများပါပေါ့နော်ဘူတို့ B တို့ဖူတို့ဒါတွေကအဓိပ္ပာယ်ကအာနီးသားဆိုရယ်အငင်းလောက်တဲ့ကောင်တွေပုံမှန်မဟုတ်ဘူးဥပမာဆိုရင်ဟာနင်းဟာတာဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုရင်ဘူကနင်းဟာတာမဖြစ်နိုင်ဘူးအစင်မပြေဘူးဖက်ရှိဟာတာတေးကြတယ်မတေးကြဘူးဆိုရင်ဘူရက်ရှိဟာတာမတေးကြဘူး신뢰하다 믿다 용지디ဆိုတဲ့အဓိပ္ပာယ်မယုံကြည်ဘူးဆိုရင်불신하다မယုံကြည်ဘူးမယုံဘူးမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဆိုတော့သူကဒီမှာဟန်ဂျာအနေနဲ့ငကိုရှိပြီးသားဥစ္စာတွေမှာ B တို့ 불 တို့ဒါတွေပါလာလို့ရှိရင်ပုံမှန်မဟုတ်ဘူးပေါ့
ဒါဆိုရင်ဂျုံဆန်းကပုံမှန်ဆိုဘီဂျုံဆန်းကြီးသားဆိုလို့ရှိရင်ပုံမှန်မဟုတ်တဲ့အခြေအနေတွေကိုပြောတာပြီးတော့ဒီမှာ금물가ကြတော့하면 안 되는 일လုပ်လို့မရတဲ့ကိစ္စတားမြစ်ထားတာကိုပြောတာဒီမှာရှိတဲ့금ကခုနငွေရေးကြေးရေးတို့ရွှေတို့ရဲ့금မဟုတ်ဘူးရတော့금지하다ဆိုတဲ့တားမြစ်ထားသည်금지하다လည်းသုံးတယ်금하다လည်းသုံးတယ်တားမြစ်ထားတယ်물가ပစ္စည်းဆိုတဲ့ဥစ္စာရှိတယ်ကိစ္စနေယုံအကြောင်းအရာလုပ်လို့မရတဲ့ကိစ္စ금물ဆိုရင်တားမြစ်ထားတဲ့ကိစ္စဥပမာဆိုရင်금지어ဆိုရင်하면 안 되는 말ပြောလို့မရတဲ့စကား금지어ဒီစကားကိုတားမြစ်ထားတယ်ပြောလို့မရဘူးဥပမာဆိုလို့ရှိရင်통금하다 통금ဆိုရင်ဖြတ်သွားဖြတ်လာခြင်းကိုတားမြစ်ထားတယ်통금 통금가ဘာသုံးလဲဆိုတော့통행금지ဆိုတာရဲ့အတူကောက်ရဒါမျိုးက curfew ကိုပြောတာဥပမာcurfew အချိန်ကညနေ7:00ည7:00နာရီကနေမနက်4:00နာရီအထိဆိုရင်통행금지 시간이 12시부터 4시까지예요ဆိုတဲ့ပုံစံမျိုး통행하다가ကူလူဆက်ဖြတ်တန်းသွားလာပြူတာကိုပြောတာ금지하다가ကန့်သက်ထားတာမြစ်ထားတာ통행금지ဒေတာတွေဒီလိုနေရာတွေကိုသွားလာဖြတ်တန်းခြင်းကိုတားမြစ်ထားတာကိုပြောတာအတူကောက်က통금이라고 해요. 통행금지ရဲ့အတူကောက်စကားတဲ့ဆိုတော့ဒီမှာပြောတဲ့금ကတားမြစ်ထားတာ금물ဆိုတော့하면 안 되는 일လုပ်လို့မရတဲ့ကိစ္စလုပ်လို့မဖြစ်ဘူးဆိုတာမျိုးကိုပြောတာပြီးတော့တခြားတစ်ဖက်သွားပါမယ်여러분ဗီဒီယိုကတအားနှင်းနေလို့ရှိရင်ဗီဒီယိုကြီးအရှိကြီးဖြစ်ရင်လည်းကြည့်ရတဲ့ចောင်းသားចောင်းသူတွေပြင်းပါလဲဆိုလို့ vocab လေးတွေကတော့여러분တစ်ခေါက်လုံယုံနေတော့မမှတ်မိဘူးပေါ့နော်ပြီးတော့တခါတည်းအပြီးကြက်လိုက်မယ်ဆိုတာမျိုးကြတော့လေညံကောင်းတဲ့လူကတော့ကြက်လို့မှတ်မိမှာဆိုရင်တော့ကြက်ဒါပေမဲ့ recommend ပေးတဲ့နီလန်လေးကတော့မကြက်နဲ့ခဏခဏပြန်ဖက်ကြက်လို့ရှိရင်여러분များသွားဖြစ်ရတာပေါ့နော်여러분တို့တော့မသိဘူးဆိုတော့ကိုဆိုလို့ရှိရင်တော့ကြက်လိုက်တဲ့ခဏတော့ရသွားတယ်ပဲနောက်3-4ရက်လောက်နေဒီတည်းကဥစ္စာတွေအစဆုံးအကုန်ပြန်ရဖို့ကမလွယ်တော့ဘူးအဲ့တော့ဒီဟာအတွက်အချိန်ပေးပြီးကြက်လိုက်ရတဲ့အချိန်ကြီးကနှမျောစရာကြီးရတော့လားဆိုတော့မရအောင်အဲ့တော့မကြက်ဘဲနဲ့ဘာလုပ်လဲဆိုတော့ခဏပြန်ဖတ်တယ်သူနဲ့ဆက်ရဥစ္စာလေးတွေအတူတူလိုက်မှတ်တယ်အဲ့တော့ခုနလိုမျိုး금물ဆိုလို့ရှိရင်통행금지ဆိုတာလည်းရမယ်통금ဆိုတာလည်းသိမယ် 금지하다 금하다ဆိုတဲ့စကားလုံးမှာသိသွားမယ်အဲ့လိုမျိုးလေးတွေဆက်ပြီးတော့မှတ်တာလေးကဒီတစ်လုံးကိုကြည့်ရုံနဲ့အများကြီးလည်းသိရတယ်ဒီထက်ကဥမာက9လုံးရှိမယ်ဆိုနှလုံးတော့ပဲမှတ်မိမစိုးခဏပြန်လုပ်ချက်တာကြီးကတော့အာမပေးဘူးရတော့မေ့မှာပဲဘာမှမထူခဏသာပြန်ဖက်အချိန်ပေးတစ်ခေါက်တည်းနဲ့မမှတ်မိတာရတော့ဘုန်းတို့အပြစ်မဟုတ်အဲ့ဒါလူသားဆန်ဘာမဖြစ်ဘူးမမှတ်မိမှာမဟုတ်ဘူးရတယ်ထားလိုက်ဒါပေမဲ့ပြန်လုပ်ဖို့လိုတယ်ခဏလေးကြည့်နေတော့မှဒီဥစ္စာမှတ်မိပြီးတော့နှစ်ခေါက်သုံးခေါက်လောက်ထားတဲ့ဥစ္စာနောက်တနေရာစာပိုက်ထဲမှာတွေ့တဲ့အခါပြန်လှန်ကြည့်စရာမလိုဘူးတအားစဉ်းစားနေကြမလို့တွေ့တာနဲ့တတ်မှတ်မိတယ်လေနော်자အခုဒီမှာကျတော့ Thai bakum ဆိုတာရှိတယ်သူကတော့ 새롭게 bakum အသစ်ပြောင်းလိုက်တယ်ပေါ့ဒီ Thai ဆိုတာက여러분ဟိုဟာကိုပြောတာကိုရီးယားရိုးရာမျက်နှာဖုံးတက်သားမျက်နှာဖုံးကြီးတွေရှိတယ်အဲ့ဒါကို Thai လို့ခေါ်တယ်ကိုရီးယားရိုးရာရဲ့မဟုတ်ဘူးပေါ့နော်여러분တို့မြန်မာမှာဆိုလို့ရှိရင်လည်းဟိုဒတဂီရီတို့ဘာတို့ညာတို့ဒီဥစ္စာတွေကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်သူတို့ရဲ့ရိုးရာမျက်နှာဖုံးစုအကဆိုတာမျိုးရှိတယ်ဆိုတော့အဲ့ဒီမျက်နှာဖုံးကိုရီးယားဆိုရင်တစ်သားရုပ်မျက်နှာဖုံးကြီးတယ်အဲ့ဒါကိုထားရတာကိုဟဲ့ရတော့ထိုင်ဆိုရင်တော့ပေါ်ပါမယ်အော်ဒီမှာပေါ်ပြီဒါကြီးတွေကိုထိုင်လို့ခေါ်တာဒါကြီးအဲ့ဒီမျက်နှာဖုံးကြီးတွေကိုစွတ်ပြီးတော့ကရတဲ့အကကိုထိုင်ချွန်းနေတာကိုဟဲ့တော့ထိုင်ချွန်းဒါကိုရီးယားဒီမျက်နှာဖုံးတစ်သားရုပ်တွေပါတယ်ဒါကိုရီးယားရိုးရာဟိုအရင်ကတည်းကရှိခဲ့တဲ့ဥစားတွေပေါ့ဒီမှာဆိုပွဲတော်တွေပါတယ်လုပ်တယ် festival တို့ပါတော့ဆိုတော့အခုဒီမှာဒါကြီးတွေကိုစွတ်ပြီးတော့ကတဲ့အကမျိုးဟိုအရင်ကတည်းကရှိခဲ့တယ်ပေါ့နော်ဒါဆိုရင် Tai Chum လို့ခေါ်တယ်ဆိုတော့သူ့ရဲ့ဒီမှာပြောချင်တဲ့ Thai bakum ကမျက်နှာဖုံးပြောင်းလိုက်တယ်ပေါ့နည်းနည်းပြောင်းလဲလိုက်တယ်အစ်စ်ပြောင်းလိုက်တယ်အရင်လူမဟုတ်တော့ဘူးဆိုတဲ့ပုံစံ Thai bakum နောက်တစ်ခုကကျတော့ဒီမှာခီမီက예상할 수 있는 분위기 예상하다 ကြိုတင်ခန့်မှန်းတယ် 분위기가 atmosphere လေးကိုပြောတာ vibe ကလေးပေါ့ကြိုတင်ခန့်မှန်းလို့ရတဲ့အခြေအနေပေါ့ဒါမျိုးကိုကြိုတင်ခန့်မှန်းလို့ရတယ်ဆိုတဲ့ဥစ္စာလေးရှိတယ်ဒါကသူ့ရဲ့အတိတ်ပဲတစ်ခုကတက်နောက်ထပ်ဥစ္စာကခီမီကရတော့မျက်နှာရဲ့တင်းတိတ်မှတ်ချက်ကိုပြောတာ freckles လေးတွေဒီအမဲဆက်ကလေးတွေကိုပြောတာဝက်ချံမဟုတ်ဘူးနော်ခီမီဆိုရင်예상할 수 있는 분위기ဒီအမျိုးဒါမျိုးတွေဥပမာဆိုလို့ရှိရင်ဒီ product ထွက်လာပြီဒါကနာမည်ကြီးတဲ့ကုမ္ပဏီကနေပြီးတော့သူတို့အသစ်ထုတ်လိုက်တယ်ဒါဆိုရင်အခြေအနေကခီမီကြိုတင်ခံမှန်းလို့ရနေတယ်ဒီကောင်လေးနာမည်ဆက်ကြီးအောင်ပါပဲဆိုတဲ့ပုံစံမျိုးနဲ့သတင်းစာကောင်းတင်ထဲမှာသုံးနိုင်တယ်
နောက်တစ်ခုဘီမြုံကကြတော့여러분တချို့ကိုရီးယားစာတန်းထိုးတဲ့ဇာတ်ကားတွေပါတယ်ကြည့်လို့ရှိရင်ဒီမှာမူစောဝေါဆောဂျီဒင်းဆိုပြီးကြောက်လို့អော်တဲ့အတန်နဲ့ကြီးနဲ့អော်တာမျိုးကိုပြောတာစာတန်းတွေထဲမှာဘာညာဆိုလို့ရှိရင်ဘီမြုံဆိုဒီဆိုပြီးတော့ဒါဆိုရင်ကြောက်လုံးအကြည့်လို့ဆိုပြီးတော့အတန်နဲ့ကြီးနဲ့អော်လိုက်တဲ့အတန်မျိုးဘီမြုံဆိုဒီဆိုတော့ဘီမြုံဆိုတာပါလာလို့ရှိရင်ကြောက်လို့អော်တဲ့အတန်မျိုးဘယ်လိုပဲဖြစ်ဒီကောင်က negative ပဲရောက်တယ်မကောင်းတဲ့ဥစ္စာသူသတင်းစာရဲ့အရှိမပြောနေတဲ့အကြောင်းအရာသတင်းစာခေါင်းစဉ်အနေနဲ့ပေါ့နော်ဒီအရှိမပြောမဲ့တစ်ဖြတ်မှာဘယ်လိုပဲဖြစ်ဖြစ်အခြေအနေမကောင်းတာတို့ဘာလို့သဘောမကျတာတွေဘာတွေလာမယ်အဲ့ဒါသူတို့အတွက်ဘီမြုံဆိုလို့ရှိရင်ဒီပေါ်မှာသူတို့ကြောက်လို့ပဲဖြစ်ဖြစ် complaint တက်စရာရှိလို့ပဲဖြစ်မကျေနပ်လို့អော်နေတဲ့အတန်မျိုးអော်နေကြတယ်ဒါနဲ့ပတ်သက်ပြီးမကျေနပ်ကြဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဘီမြုံဆိုရီပူစောဝါစောချီတဲ့ဆိုရီအောက်မှာနောက်တစ်ခုက춘동က 순간적인 욕구래 여러분 순간적인 이အခိုက်အတန့်တစ်ခုမှာဖြစ်လာတဲ့ 욕구လိုချင်လောဘလိုချင်တက်မှတ်တဲ့စိတ်ကိုပြောတာတို့ယိုတနဲ့လောဘဆိုရင်တော့욕심 부리다ဆိုလောဘကြီးတယ်ဆိုတဲ့အဓိပ္ပာယ်여러분တက်ရလေးရေးပေး욕구가 ဘယ်ကလာလဲဆိုတော့ 욕심ဆိုတာကနေလာတယ် 욕심 လောဘရှိမယ်ဆိုတော့ 욕구가 ဘာလဲဆိုတော့ 욕심 플러스 요구ပေါ့여러분 요구가 demand တောင်းဆိုတာကိုပြောတာမဖြစ်မနေလုပ်ပေးရမယ့်ဟာမျိုးဆိုတော့သူကဘယ်လိုပြောမလဲလိုချင်တက်မှတ်စိတ်ပဲလောဘပေါ့လိုချင်နေတဲ့ဥစ္စာ순간적인 욕구ဆိုတော့충동ကဒီအခိုက်အတန့်တစ်ခုမှာပေါ်လာတဲ့လောဘကိုပြောတာဆိုတော့충동ကဘယ်လိုနေရာမှာအသုံးများလဲဆိုတော့충동 구매ဆိုတာမျိုး구매하다가ခုနကပြောတယ်매매하다ဆိုတဲ့စကားလုံးကနေလာတယ်매매하다 구매하다 구입하다ဝယ်ဒီကြောင်းနေဆိုရင်판매하다လို့ပြောခဲ့တယ်အဲ့ဒီကလာတဲ့ကူမဲဆိုတော့충동 구매가 여러분ဝယ်မယ်လို့ဆုံးဖြတ်ထားတာမျိုးစီစဉ်ထားတာမျိုးမဟုတ်ဘူးအဲ့ဒီအခိုက်အတန့်တစ်ခုမှာလိုချင်လာလို့ကောက်ဝယ်လိုက်တာမျိုး충동 구매 경우가 많아요နော်တော်တော်များများဥပမာဆိုရင်ကိုကဈေးသွားရင်ပဲဖြစ်ဖြစ်ကုန်တိုက်ကိုသွားမယ်ဖြစ်ပထမတော့အင်ကြီးလေးတစ်ထည်ဝယ်ဖို့ပဲသွားတာဟိုရောက်တော့မှဥမာနှစ်ထည်ဝင်တစ်ထည်လက်ဆောင်ရမယ်ဆိုတာမျိုးစေးချနေတာမျိုးလို့ဟိုကဝန်ထမ်းကဒါအပြောကောင်းလို့မထင်မှတ်ဘဲနဲ့ကြံတဲ့အိုက်ဆိုင်ကနေနောက်ထပ်3-4ခုလောက်ထပ်ဝယ်ပလိုက်တာမျိုးက충동 구매를 하다ပထမစီစဉ်ထားတာမဟုတ်ဘဲနဲ့အဲ့အခိုက်အတန့်မှာပေါ်လာတဲ့လူချင်းစိမ့်ကြောက်မလို့ကောက်ဝယ်ပလိုက်တာမျိုးကို충동 구매라고 해요 충동 구매ဆိုပြီးအတွဲလိုက်ကလေးအသုံးရတယ်နောက်တစ်ခုကဒီအောက်မှာစူပီက여러분ကစားပွဲတွေဘာတွေညာတွေမှာအသုံးများတယ်စူပီက defense ပေါ့နော်ခံစစ်ဆိုတဲ့ပုံစံမျိုး공격က attack လုပ်တာတိုက်ခိုက်တာဆိုတော့ဘောလုံးပဲကစား농구 basketball တို့ဘာလို့ဆော့တဲ့အခါစူပီဂျင်းဆိုလို့ရှိရင်ဒီကောင်က defense ခံစစ်အသင်းဆိုတဲ့စူပီဂျင်း공격진ဆိုလို့ရှိရင်ဒီကောင်ကတိုက်စစ်အဖွဲ့ဆိုတဲ့ဒီဂျင်းဆိုတာပိုင်းအဖွဲ့ကိုပြောတာရတော့ပေါ့ကစားသမားတို့ကိုစွန်ဆူလို့ခေါ်တယ်ဟုတ်တယ်နော်ကစားသမားဆိုတော့အခုဒီမှာစူပီဆူဆိုရင်ဒီကောင်ကခံစစ်ကစားသမား공격수ဆိုလို့ရှိရင်တိုက်စစ်ကစားသမားအဲ့ဒါမျိုးပြောတာဆိုတော့စူပီနဲ့공격ဒါမျိုးဆိုလို့ရှိရင်သတင်းစာမှာပေါ့နော်ဥမာဒီကုမ္ပဏီတစ်ခုကနေပြီးတော့တစ်ဖက်ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့공격လုပ်တယ်ဆိုရင်နောက်တစ်ဖက်ကစူပီဆိုတဲ့ပုံစံမျိုးပါလာနိုင်တယ်သတင်းစာမှာကုမ္ပဏီရမဟုတ်ဘူးဥမာဆိုလို့ရှိရင်သူကနာမည်အစားထိုးတစ်ခုပေါ့ဒီအသင်းကဒီတစ်ခေါက်တော့စူပီချင်းအနေနဲ့ဆော့မှာဒီအသင်းကတော့공격ချင်းဖြစ်လိမ့်မယ်ဘလာဘလာဆိုတဲ့ပုံစံမျိုးတွေနဲ့သတင်းစာမှာပါနိုင်တယ်နောက်တစ်ခုဒီအောက်က전략လေးကခဏအပါများနေရတော့ဘုံဒီကောင်ရဲ့အတန်အတွက်ကနာနဲ့လနဲ့တွေ့လို့ရှိရင်နာကဘယ်နာလေးနေလအတန်ထွက်မှာဆိုတော့ဒီကောင်က전략လို့အတန်ထွက်ပေးရမယ် strategy ကိုပြောတာနီးဗျူဟာဖြည့်ပြီးတော့ပြောရရင်전쟁에서 이기기 위한 방법စစ်ပွဲတစ်ခုမှာအောင်နိုင်ဖို့အတွက်နီးလန်းဆိုတော့နီးဗျူဟာကိုပြောတာ전략이에요နာတန်နဲ့전략ဖြစ်မယ်전략적으로ဗာလေစစ်ပွဲတို့ဘာတို့ဘလူဟာပဲဖြစ်ဖြစ်ရတော့တစ်ခုခုအတွက်전략적으로 topicအတွက်စာလေးလာတာပဲဖြစ်ဖြစ်ဖြူဟာကြနဲ့မရတဲ့ဥစ္စာတွေကိုပို့လို့မယ်ဒါကိုနီးလန်းတွေကိုငါကဘယ်ဥစ္စာကိုပို့ပိုင်နိုင်တာလဲမပိုင်နိုင်တာလဲဆိုတဲ့အပေါ်မှာလောက်တာမျိုးဆိုတော့전략ကအတန်အတွက်ကလေးသတိထားပါ전략ဆိုတဲ့ဥစ္စာလေး전략သူနဲ့အတန်တွဲစင်တူတာလေးကဘာရှိမလဲဆိုတော့여러분 전략ဆိုတာနဲ့မှားတတ်တယ်전략하다ဆိုတာ아끼다 알뜰하다ဆိုတာနဲ့အတိတ်ပဲတူပဲချိတ်တာကိုပြောတာ전략하다ဒီကောင်ရဲ့အတန်အတွက်ကြတော့အောက်မှာကအနောက်မှာကအာတရဖြစ်တဲ့အတွက်လက်တက်ကသွားကူဖတ်မှာ전략ပဲဒီအကောင်အပေါ်အကောင်ကကြတော့전략ဖြစ်တဲ့အတွက်အတန်အတွက်က전략ဒီဘူးနော်전략 저အောက်မှာဘာမှမပါဘူးဒီကောင်က전략
저리약 하다 소라가 트레이더라고 뼈라 빠센 꽃빛이로 체인로 배피에 배우 대하리고 아껴 쓰다 트레이더 동세디 소리 대비. 그래서 도와드마 전략적으로 일을 하다로 바로냐로. 전략 경쟁에서 이기기 위한 방법. 나르코가 압도적 더 뛰어난 힘으로 꼼짝 못하게 하다. 압도적이다 소라가 여러분 누가 디타 보비로 두냐를 가다 보 토종 병명때 보 냐의 아이니네 꼼짝 못하게 하다. 똑똑 물렁나요 록타래서 압도적이다도 시안이 피다래 소리 되게 압도적이다. 롱하고 두고 빛 물렁나요 거. 우만 솔루션이 어떤 후시메 A 팀 내 B 팀이 있어요. 어떠노 그자보에 사그래야 이 팀가 다 아마티 까미로 그자마리야 다 또자래 둘이야 압도적으로 이기고 있다. 저 로마 시 저비로 B 팀가 로마고 만나야 빛 말롱နိုင်လောက်အောင် 누가 다 시 저비로 아마티 까미래 ဆိုတဲ့ပုံစံမျိုး 압도적이다 ဆိုတဲ့ပုံစံမျိုး တစ်ဖက်အသင်းတစ်ဖက်လူကို꼼짝 못하게 함 တုတ်တောင်မလှုပ်နိုင်အောင်လုပ်ထားတာတဲ့ 압도적이다. 압도적이다. 냐면은 나도코가 디 아마 디마 디 냐레 디로 ပြထားပြီးတော့စန့်ကျင်ဘက်ကိုပြောတာเนาะ 승리하다ဆိုတာကအောင်မြင်သည်အောင်နိုင်နေဆိုတာကိုပြောတာ 여러분တို့ဒီမှာအတန်အတွက်သတိထားမယ့်ဥစ္စာတစ်ခုကငါတက်နဲ့လနဲ့တွေ့ရင်အဲ့ဒီလကနာတန်ပြောင်းသွားတယ် 승리 ဆိုပြီးမထွက်ဘူး 승리하다 이기다 ဆိုတဲ့အဓိပ္ပာယ် 여러분 အောင်မြင်တယ်အောင်နိုင်တယ် 승리하다 victory ဆိုတဲ့အဓိပ္ပာယ် အတန်အတွက်က 승리하다 ဒါတွေကကိုက EQ ဖတ်နေတဲ့အချိန်မှာမသိတာဘူးဒါပေမဲ့ဒီကီလိုဟာမျိုးမှာကိုကတော့ 승리 ဆိုပြီးတော့သိထားတယ် 승리하다 ဒါပေမဲ့ तू ကတကယ်အတန်နဲ့ကိုရီးယားလူမျိုးက native အတန်နဲ့ပြောသွားတဲ့ခါကျတော့ 승리하다 အောင်မြင်သည်ပါညာဒါတွေကသဘောတရားလေးကဥမာ 능력 ဆိုတဲ့အတန်အတွက်ကလေးတွေအတူတူပဲ 능력 ဆိုပေမဲ့တကယ်အတန်ထွက်တဲ့အခါအတန်နဲ့လာပြီးနဲ့ဖြစ်တဲ့အတွက် 능력이 부족하다 능력이 뛰어나다, 능력이 있다, 없다, 라는 애다. 능력. 알려드마, 승리의 선진박과 패배. 자, 쇼나고 벼라. 디 패가 여러분 띠비다. 실패하다, 소라의 패가 아니라. 아우미네, 자, 쇼네. 소래 뽕자네. 아마가 자로 대표팀 가로 띠발 대표하다, 고자뷰 어떤 소리 봉자묘 감독가자로 성지라고 벼라 여러분 감독하다 소인 성지디 감독님로 바로 소인 드라이더로 바로 벼라 드라이더 소래 이 요신 또 구이롱이라고အခြေအနေကို အသေးစိတ် 성지래도 뭐 감독 성지래 3회에အခန်းဆောင်ကို ဘယ်လိုခေါ်လဲဆိုတော့ 감독관이라고 해요 감독관 သူက အမှားယွင်းတစ်ခုခုမဖြစ်သွားရအောင်လို့ 성지래 ဆိုတဲ့ပုံစံနဲ့ 감독관 감독하다 나르코가 디마 성과가 자로 또하로 야레로베 벼라베면 여러분 알루에마 친로신 유유드네 야레 뭐고 성공한 결과 소리 봉자니는 마이 볼레레베 아우미모 야레고 아우미미ဖြစ်သွားတယ် 성공한 결과가 나오다도 야레 대마 여러분 အဆင်ပြေတဲ့ကောင်းမွန်တဲ့야레ရှိခြင်းရှိမယ်မကောင်းတဲ့야레ရှိခြင်းရှိမယ်ဒါပေမဲ့ 성과가 자로 아우미모 야레 소리 봉자네 성공한 결과 소리 봉자니 이리 이루어진 결과ကိစ္စတစ်ခုခု အကောင့်ထဲ ပေါ်သွားလို့ ဖြစ်မြောက်သွားလို့ ရတဲ့ ရလဒ်ကို ပြောတာ 물음표가 question mark ကို ပြောတာ 여러분. 물음표ဆိုတာ question mark ကို ခေါ်တာ ဆိုတော့ သူက သတင်းစာခေါင်းစဉ်မှာ 물음표 ပါလာပြီဆိုရင် ဒါနဲ့ ပတ်သက်ပြီးတော့ 의문 မေးစရာတွေဖြစ်နေ 의심 တန်တရားဖြစ်နေတယ် ဒါက ဒီလို ဟုတ်ကော ဟုတ်လား ဟုတ်ရဲ့လား မှန်ရဲ့လား တကယ်ကော အဲ့လို ဖြစ်မှာလား ဆိုတဲ့ ပုံစံမျိုး 불신하다가 ခုနကပဲ ပြောတယ် 신뢰하다 ယုံကြည်တယ် ဆိုတာရဲ့ စန့်ကျင်ဘက် 불신하다 믿지 않다 မယုံကြည်ဘူး ဆိုတဲ့ အဓိပ္ပာယ် တန်တရားဝင်နေတယ် ဒီလိုဖြစ်မှာတေချာလား ဆိုတော့ မိကုန်းတွေ ထုတ်နေတယ် 물음표 ပေါ့ question mark ပါပေါ့ ဒါနဲ့ ပတ်သက်ပြီးတော့ 극장가가 자로 극장아 얘야 띠다로 바로 거라 역신용로로 디백히마로 역신용소는 영화관에 걸어요 여러분 역신지로 야는 니야보 디 관가 따이도 사오로 바로 우마 도서관 사아웃 팔로 야래 사아웃이 타타는 니야 도서관 대사관 대사 단용 로데 단단만 로데 바로 로데 니야 박물관 야다이ဒါတွေကိုထားထားတဲ့နေရာရုံဝကွန်းရုပ်ရှင်ကြည့်လို့ရတဲ့တိုက်နေရာအဆောက်အအုံဆိုတဲ့ပုံစံမျိုး극장가မှာရှိတဲ့ဒီဂါကကြတော့ ခေါ်ဒီဆိုတဲ့
렌 샤울렌로 바로 벼라 그 짱이 주로 모여 있는 거리 그 짱가가 욕심용 렌 뭐 디 렌비တစ်ချက်မှာအမြင်နဲ့그 짱이များတယ်ဆိုတဲ့ပုံစံမျိုးဥပမာဆိုလို့ရှိရင်보석 상가로 바로 ဆိုတဲ့ပုံစံမျိုး상가 보석가로 정미의 예레나고 벼라 상가 선정소의 스토자인 아니라래 가가로 여러분 가게 소라가 아니라라 서로 보석 상가 소라 정미의 예레나 양상인데 아마ဆိုလို့ရှိရင်ရွှေဆိုင်ဆိုရင်နာမည်မျိုးစုံနဲ့ရွှေဆိုင်နေကြီးပဲရောင်းတဲ့နေရာကိုပြောတာဒီလိုပုံစံမျိုးဒီလိုလမ်းမျိုးကိုပြောတာ그 짱가 예매율가 자로 예매하다가 람매 조딘 외유라고 벼라 람매 조딘 외유의 농타 뭐 예매율이 높다 낮다 뭐 다네 빠따비로 람매 조딘 외유 무 농타리 미에니라라 네니라라 소 미에니래 소 세원사 무များနေတဲ့လူတွေအကုန်လာခြင်းနေကြတယ်ဒီနေရာကိုပါညာဆိုတဲ့ပုံစံမျိုး예매하다가ကြိုတင်ပြီးတော့လက်မှတ်ဝယ်ယူတာမျိုးကိုပြောတာရေရက်ခါသားကလက်မှတ်ဝယ်စရာမလိုဘူး약속하다 마시래 오사 폰ဆက်ပြီးတော့ဘယ်နှစ်ယောက်လာမယ်နော်ဘယ်သူတွေလာခဲ့မယ်နော်ဆိုပြီးတော့약속လုပ်လို့ရတဲ့ဥစ္စာလေးက예약하다 노화가 자로 늙어감 오도하라고 ပြောတာဒီမှာရှိတဲ့ 노가 노인 ဆိုတဲ့တက်ကြီးရွယ်အိုကနေလာတယ် 노화 ဆိုတော့အသက်ကြီးသွားတယ် 늙어가다 ဆိုတဲ့အဓိပ္ပာယ်မျိုး 노화 되다 သုံးလို့ရတယ်အသက်ကြီးသွားတယ် 노인이 되어가다 늙어가다 အိုဟောင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကဒီမှာ수수께끼가 자로 비밀을 쉽게 알 수 없는 것 수수께끼가 베리 푸다고 ပြောတာဆိုဖြီးပြီးတော့ပြောရမယ်လွတ်ဝက်ချက်ကိုလွယ်လွယ်ကူကူမသိနိုင်ခြင်းဩဇာတဲ့수수께끼ဒါဆိုရင်သူကသတင်းစာကောင်းစင်မှာရှေ့မှာကိစ္စတစ်ခုခုရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့수수께끼ဆိုရင်တေချာမသိနိုင်ဘူးမရေမရာတွေဖြစ်နေတယ်ဘယ်သူမှဒါကိုအတိအကျမသိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာ수수께끼ပြီးတော့ဒီအောက်မှာဖဲဆူယူယူကကြတော့ယူယူကခုနက BU ဆိုတာကနေလာတဲ့နှုံထားကိုပြောတာလေရတော့ဘုံဒီလို rate မျိုးကိုပြောတာဆိုတော့ဖဲဆူယူက다시 돌아오는 BUနောက်တစ်ခေါက်ပြန်လှည့်လာတဲ့နှုံထားပြန်ပြီးတော့လောက်တာမျိုးဝဲစုလို့ခေါ်တယ် YouTube ရဲ့ viewer တွေဘာတွေကိုချိုးဝဲစုလို့ခေါ်ရလို့ပြောခဲ့တယ်ဒါဆိုရင်ချိုးဝဲစုကပြန်လန်ပြီးတော့ကြည်နေတဲ့လူအရေးအတွက်ပြန်ကြည့်တဲ့ view ဆိုတဲ့ပုံစံမျိုးဝဲစု you ဆိုတော့နောက်တစ်ခေါက်ပြန်လာတဲ့နှုံထားပြန်လုတ်တဲ့နှုံထားကိုဥမာဗီဒီယိုတွေဘာတွေပဲဖြစ်တကောင်ကိုပြန်ကြည့်တဲ့နှုံထားပါညာသုံးလို့ရတယ်존폐가 자로 여러분 존폐ဒီနှစ်ခုစလုံးဟန်စာအဓိပ္ပာယ်တက်စီရှိတယ်ဒီ존ကဘယ်ကလာလဲဆိုတော့존재하다ဆိုတဲ့တည်ရှိသည်တည်ရှိမှုဆိုတဲ့ဥစ္စာကနေလာတယ်ဖဲက존속ကကြတော့ဇက်တိုက်တည်ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖဲကကြတော့폐지하다ဖြတ်သိမ်းသည်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့존폐ဆိုလို့ရှိရင်တကောင်ကိုဆက်ထားမလားဖြတ်သိမ်းမလားဆိုတာ ਨੇ ပတ်သက်တဲ့ဥစ္စာပေါ့ဒါဆိုလို့ရှိရင်존폐 뭐 의견으로 바로 다가오고 셀렉 디시니အောင်ထိန်းထားမလားဖြတ်သိမ်းမလားဆိုတာ ਨੇ ပတ်သက်တဲ့ထင်မြင်ချက်တွေဒါနဲ့ပတ်သက်တဲ့찬반 의견 뭐ဒါနဲ့ပတ်သက်တဲ့찬성과 반대ထောက်ခံနေတာနဲ့စန့်ကျင်တယ်찬성하다ထောက်ခံတယ်တကောင်ဆက်ထားဖို့ထောက်ခံတယ်ဒါကြတော့ဆက်ထားဖို့ကိုစန့်ကျင်တယ်ဆိုတဲ့ပုံစံမျိုး반대하다စန့်ကျင်တယ်찬성하다ထောက်ခံတာကိုပြောတာ존폐가အဲ့ဒါကိုပြောတာပါ여러분ကိုရီးယားလို보존과 폐지 ဆက်ပြီးတော့တကောင်ကိုထိမ့်သိမ်းထားမလားဖြတ်သိမ်းမလားဆိုတဲ့ဥစ္စာကိုပဲပြောတာပဲဆက်ပြီးတော့ maintain လုပ်မလားတကောင်ကိုဖြတ်သိမ်းပြစ်မလားဆိုတဲ့ဥစ္စာကိုပြောတာ존폐ထားမလားဖြတ်သိမ်းပြစ်မလား회담가 자로 여러분 모여서 토의함အကုန်လုံးစုဝေးပြီးတော့ 토의하다 ဒီမှာ 토의가 자로 토론하다 ဆိုတဲ့ debate လုပ်တယ်စကရီလူတွေဆိုတဲ့ဥစ္စာ 우이가 자로 의논하다 바냐 수위 비로 타이밍에 바냐ဆိုတော့ 회담가 여러분 စကားဝိုင်းဆိုတဲ့အဓိပ္ပာယ် 정상회담လို့ဘာလို့သုံးလို့ရတယ်နိုင်ငံရေးစကားဝိုင်းလို့ဘာလို့ 회담 အားလုံးစုဝေးပြီးတော့debate လဲလုပ်မယ်ဆွေးနွေးတိုင်ပင်တာမျိုးလဲလုပ်ကြတယ် 토의하다 ဆိုတဲ့ပုံစံမျိုး 회담ကစကားဝိုင်းကိုပြောတာနောက်ဆုံးတစ်ခုပါ성사가 자로 일이 이루어짐 네ကိစ္စတစ်ခုအကောင့်ထဲပေါ်သွားတာကိုပြောတာအခုဒီမှာဆို 여러분 သိပြီဒီဆုံးက성공하다ဆိုတာရဲ့ဆုံးအောင်မြင်သွားတယ်사가 사종ဆိုတာကနေလာတယ်ဖြီးပြီးတော့ကိုရီးယားလိုပြောရရင်တော့ il ပေါ့ကိစ္စပေါ့저 사정이 있어서 먼저 가볼게요
사정이 있어서 케이사리시로 이긴 떠라이 바오메 일이 있어서 먼저 가볼게요.로 표현하네 뚜루베 케이사리시로 떠라이 바오메 사정이 있어서 먼저 가볼게요. 저래 뻥되며 성사서로 일이 이루어지다 디 케이사의 구구가 아우미엔 노아래 어카운트에 뻗어래 핀나인 노아래 소리 데이베 표현하. 야면은 여러분 서로 아쿠드마 တမျက်နှာခွဲလေးရှင်းပြတာကိုတနာရီကြော်ကြာသွားပါတယ်여러분ဒါကဂျားထဲမှာဆက်ပြီးတော့ဗောနော်ဖြစ်နိုင်ခြေရှိတဲ့ဥစ္စာလေးတွေကိုလည်းမပါနိုင်ခြေရှိတဲ့ဥစ္စာလေးတွေမှတ်ရလွယ်မဲ့ဥစ္စာလေးတွေကိုလည်းအကုန်ပြောပြသွားတာမို့လို့ဗောနော်တအားရှိရင်လည်းចောင်းသားတွေပြဲမှာဆိုတော့ 신문 기사 제목နဲ့ပတ်သက်တဲ့ focus လေးတွေအပိုင်း1ကဒီနားမှာရပ်ပါမယ်နောက်တစ်ပိုင်းမှာတော့အခုဒီမှာကျန်တဲ့ verb တွေရဲ့ adjective တွေရဲ့ဒီမှာဖူစာ all ဆိုတဲ့ဖူစာ adverb ကိုပြောတာကရိယာဝိသေသနာအနောက်ကကရိယာကိုအထောက်အကူပြုမဲ့ဥစ္စာလေးတွေဒါလေးတွေဆိုဥဆုံးရောဥထဲရောလို့ပြောလို့ရတယ်ဒါလေးတွေရဲ့ဒီအနောက်မှာတင်စားပြီးတော့ VU မိခွန်ညုံဖြိုးယုံဆိုတဲ့idiom ဒလေသုံးစကားလေးတွေနဲ့သတင်းစာစောင်းပါခေါင်းစဉ်မှာဘယ်လိုတွေတင်စားပြောမလဲဆိုတဲ့ဥစ္စာလေးတွေအပိုင်း2မှာဆက်ပြီးတော့ရှင်းပြပေးပါမယ်. 그럼 오늘은 여기까지. 감사합니다, 여러분.